ပရိနိဗ္ဗာန်ဝန်ဆံချုပ်ငြိမ်းယုတ်သိမ်းတော်မူခဲ့ပါပေသတည်းဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူသွားတဲ့အချိန်မှာအာဂတိကောင်းငယ်မှာဒီဝတ္တုတုပိယောနတ်စီနမောနတ်တုရိယအပေါင်းတို့သည်ဖလိန်သူစုညံမြည်ဟိပေါက်ကွဲကုန်တဲ့မဟာဘူမိစာလောတော်လဲသံကြီးမြည်ဟိပြီးတော့ကြီးစွာသောကဘာမြေတုံလုံးချင်းဖြစ်ပေါ်လာတဲ့၆ချားပွေရာအချိန်ဖြစ်ပါတယ်အဲ့ဒီမှာဗုဒ္ဓမြတ်စွာပြိဋိဘံဆန်းသွားတော့ဗြဟ္မာမင်းတွေကလည်းလာရောက်ပြီးတော့တန်ဝေကဂါရရင်းနဲ့ပွားကြတယ်တဲ့တရားမင်းကြီးကလည်းနေသဝတ္တသင်္ခါရဥပ္ပါဒဝယဓမ္မိနောဩမေစိတဝနိရုဇန္တိတေတံဥပသမောတုခောလို့တရားမင်းကလည်းတန်ဝေကဂါရနဲ့လာရောက်ပြီးပွားများတယ်အရှင်တုရုဒ္ဓကလည်းတန်ဝေကတွေပွားလို့တန်ဝေကမပွားနိုင်တာဘယ်သူဖြစ်မဲ့ထင်တော့ဒတ္တတိယံဘိန္ဒနာကန္တတတိလောမဟန္တနံသဗ္ဗကာရဝရုပေတိသံဗုဒ္ဓေပရိနိဗ္ဗုတေညီတော်အာနန္ဒာယင်ထဲမှာဆွနှင်းကြေကွဲသွားတဲ့ရွတ်ဆိုတာကသဗ္ဗကာရဝရုပေတိလုံးစုံမြင့်မြတ်ခြင်းမအတ္တိကောင်းရဖို့မုံကျေးဇူးကုန်လေးနဲ့ပြည့်စုံကြောကြားတော်မူပါဝေထသောသံဃာရင်းကြီးရတဲ့တရားပိုင်ချက်သည်မြင်နောင်တော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ကုသိနာရမေကုသိနာယုံယကုံတာမောအင်ဂျင်တော်ကြီးထဲမှာပရိနိဗ္ဗုတိပရိနိဗ္ဗာန်ဝင်ဆံချုပ်ငြိမ်းယုတ်သိမ်းတော်မူသွားသည်ရှိတော်ဒရဒုက္ခကာလမှာပိတနကံကြောက်ဖွယ်ထံပြင်းတုံလုံးချင်းသည်အာတိဖြစ်ခဲ့ရပါပြီတဲ့လောမဟတနံကျက်တိမွေးညင်ထားခြင်းတွေလည်းပဲအာတိဖြစ်ခဲ့ရပါပြီညီတော်အာနန္ဒာနောင်တော်မြတ်စွာဘုရားမရှိတော်လို့တုံလှုပ်ခြောက်ခြားနေပုံတဗ္ဗလုံးစုံကုန်သောတိတာယမျက်နာတွေဟာမုံရှမ်းတိဝေဝါကုန်ကြပါပြီအရှိအနောက်တောင်မြောက်မခွဲခြားနိုင်လောက်အောင်ဖြစ်သွားတာဘယ်သူပါလဲညီတော်အာနန္ဒာတဲ့ဗျသုတ်ဝိနိပိဋမပိဋကတ်၃ပုံဗုဒ္ဓဟောခဲ့တာတွေတလုံးမကြနှုံငုံဆောင်ထားတဲ့ကိုရောကြီးတည်ငါမြတရားတွေလည်းမေ့သွားပါတယ်တဲ့မျက်ရည်တွေကြပြီးမှပူပန်တော့ကရောက်တယ်ကြံတဲ့ပုထုဇဉ်သောတာပန်တက္ကရာကံယဟန်တွေထိငိုကြတယ်အင်းရင်တော်ကြီးထဲမှာဆူညံသွားဘသူပြိနိဗ္ဗာန်ဆံလို့တော့တတတော်မြတ်စွာဘုရားရှင်ကိုယ်တော်မှာပြိနိဗ္ဗာန်ဆံရမလာမင်းတို့ရဲ့အင်းချင်းတော်ကြီးထဲမှာအဘိကိစေချုပ်ကုန်သောယေဘိကိုခြင်းယဟန်တော်တို့သည်အဝိတရာဂမကင်းကြကုန်သည်တေဘိကုထုယာကမကင်းကြသေးတဲ့ပုထုဇဉ်သောတာပန်တက္ကရာကယဟန်တို့သည်ဘာဟာလမောင်းတို့ကိုပက်ကရှာမြောက်ကြကုန်သည်ဖြစ်၍ကန္တန်တိငိုကြွေးနေကြတယ်ပုထုဇဉ်ယဟန်တွေကိုယဟန်မာတွေဘိက္ခုနီတွေကိုတဲ့စိဏပါတံကမ္မပြကကြတကဲ့သို့ပပတံတိမြေကြီးမှလဲကြပြီးတော့ငိုဝဲဆင်ကြကုန်ပြီပုထုဇဉ်တွေအလူလှိမ်ငိုကြတာတဲ့သောတာပန်တို့ကတော့မျက်ရည်ကျမြည်တမ်းယုံမျှရှိမှပေါ့ပုထုဇဉ်ယဟန်တွေဘိက္ခုနီတွေကိုလာရောက်ပြီးတော့ဖူးမြော်ကြတဲ့မန္လာမင်းတွေတကာမတွေပုထုဇဉ်မှန်သမျှအာဝတ္တံတိရှေသူလှိမ့်၍ငိုကြွေးကြတယ်တဲ့ဝိဝတ္တံတိနောက်ပြန်လှိမ့်ပြီးမှမြေကြီးလူပြီးတော့ငိုကြဝိဝတ္တံတိနောက်ပြန်လှိမ့်ပြီးမှမြေကြီးလူပြီးတော့ငိုကြနှမျောလွန်းလို့မှန်လားပိဋကကြီးမြတ်စွာဘုရားပြိနိဗ္ဗာန်ဆံတော်မူသွားတာစောလွန်းတယ်လို့နှမျောခြင်းကြီးစွာနဲ့ငိုကြွေးကြတယ်အဲ့မှာဗုဒ္ဓမြတ်စွာရဲ့ယုတ်ကလတ်တော်ကိုပန်းနံငါတွေစောင်းခြင်းပတ္တာတွေဒုရိယာတွေနဲ့တိမုတ်ပူဇော်နေတာ9ရက်တဲ့နောက်မဂုဏဘာနာခေါ်တဲ့အရာမှာနန္တာထင်းပုံကြီးကိုတင်ပြီးမှပူဇော်ကြတာ9ရက်တဲ့မိရှို့တာရှို့လို့မရဘုရားအဋ္ဌံထား
ဘာဖြစ်လို့ရှုမြတော့ဆိုတော့ဘုရားမရှိတဲ့နောက်သာသနာမှာအကြီးဆုံးမထေပြည့်နဲ့ဥဆောင်မဲ့အရှင်မာကတ္တပကြွမလာသေးလို့လေရှင်မာကတ္တပသံဃာ900နဲ့ခြံရံပြီးတော့အင်းကြီးတော်ကြီးအဲ့ဒီမကုဋ္ဌဗန္ဒအရက်ကိုရောက်ပြီးတော့မှမြတ်စွာဘုရားနတ်သာထင်းပုံပေါ်မှာတင်ထားတဲ့မြတ်စွာဘုရားယုတ်ကလတ်တော်ခြေရင်းဘက်ကနေခြေတော်နဲ့နှစ်ဖူးနဲ့တိုက်ပြီးဥခိုက်လိုက်တာနဲ့တပြိုင်နက်ဗုဒ္ဓမြတ်စွာဒိဋ္ဌံထားတဲ့အတိုင်းအလိုလိုတေဇောမီထလောင်ပြီးဓာတ်တော်တွေကြတယ်။ဘာတွေကြအဲ့ဓာတ်တော်တွေကိုမန္လာမင်းသားတွေကတခါလဲစင်တက်မြင့်တက်ယထာတက်ခြေလင်တက်တွေနဲ့တခါလဲဝိုင်းရံပြီးပိတ်ဆို့ကာစီထားပြီးမှပူဇော်တာ9ရက်တဲ့ခွန်3လီ21ရက်ပူဇော်တာအဲ့မှာဘေးသားကြီးတို့ရေဓာတ်တော်တွေကြတယ်ဆိုတဲ့အတိုင်းလဲကြောင့်9ပြည်တော်မင်းတွေကစက်ခင်းမဲ့ငါတို့လည်းဓာတ်တော်မပေးဘူးလားစစ်တပ်တွေနဲ့ခြီတက်လာတဲ့အဲ့ကြတော့ဒေါနပုံနာကြီးဟေးမလောက်ကြနဲ့မင်းကြီးမင်းသားတွေအကုန်လုံးကဒေါနပုံနာကြီးရဲ့တပည့်တွေတဲ့ဒေါနပုံညာကြီးရဲ့တက္ကသိုလ်ဆရာကြီးတဲ့အဲ့သွေးချောင်းစည်းမဲ့အရေးကြီးဒီနေရာမှာပြိနိဗ္ဗာန်ဆံမငြိမ့်မယ်ဆိုတာဗုဒ္ဓသိလို့ကိုယ်သိဏယုံအင်ချင်းရေကုန်ကိုလာရောက်ပြီးပြိနိဗ္ဗာန်ဆံခြင်းဖြစ်တယ်ဓာတ်တော်မွေတော်တွေအဲ့ဒီဒေါနပုံနာကြီးကခွဲဝေပေးတော့စစ်လည်းမဖြစ်တော့ပါမှန်လားပြည့်တဲ့ကြီးဘုရားမြတ်စွာသည်ကွယ်လွန်တော်မူသည့်အထိငြိမ်းချမ်းရေးကိုရှေ့ရှုတော်မူတဲ့မြတ်စွာဘုရားပါမှန်လားပြည့်တဲ့ကြီးတို့သာသနာနဲ့နီးပြီးသာသနာတော်ကိုဆွမ်းတင်ကန်းကြောင်းစီပစ္စည်းလေးပါးနဲ့ထောက်ပံ့လှူဒန်းနေကြပြီးဗုဒ္ဓလမ်းစဉ်ဗုဒ္ဓဝါဒကိုမြင်ကြမှတော်ကားကြမယ်တရားကိမ္မငြိမ်းချမ်းတယ်ပြည့်တဲ့ကြီးတို့တရားကိမ္မငြိမ်းချမ်းခြင်းရင်လူတိုင်းရဲ့နှလုံးသားမှာဘာကိန်းတဲ့နဲ့ဒါကြောင့်ပဲကျတို့တရားတွေဟောနေတာပါရည်ရွယ်ချက်ကဒါပါပဲမှန်လားပြည့်တဲ့ကြီးအဲ့ဗုဒ္ဓမြတ်စွာရဲ့ဓာတ်တော်ဝေတဲ့ပွဲကြီးမှာတန်ဃာတော်ပေါင်း9သိန်းခန့်စုဝေးမိပါတယ်ရှင်မကတ္တဗကိုရောကြီးကတန်ဃာတော်တွေစုံလင်းတော့အဲ့လမ်းခရီးမှာတော့သုဘတ္တတောထွက်ယဟန်ကြီးကတခြားယဟန်တွေငိုတာကိုအမလေးငိုမနေနဲ့ဂေါတမရှိတုံးကဟိုဟာမလုပ်အောင်ဒီဟာမလုပ်အောင်ဒီဟာအပ်တယ်ဟိုဟာမအောင်ချုပ်ချယ်နေတာအခုတို့နေရင်တို့နေလို့ရဝီနီးကိုပယ်တဲ့စကားပြောတာအဲ့ဒီလမ်းခရီးမှာသုဘတ္တတောထွက်ယဟန်ကြီးပြောတဲ့မပွဲမရစကားကိုတန်ဃာတော်တွေထံလျှောက်တင်ပြီးတော့မြတ်စွာဘုရား45ဝါဟောကြားခဲ့တဲ့တရားဒေသနာတွေကိုတူရပေါင်းပန်းများလို့တည်ကုန်းပြီးတော့စုပေါင်းရွတ်ဆိုတဲ့သံဃာယနာတင်ပွဲကြီးလုပ်ဖို့တင်တယ်လို့တင်ပြရှင်မကတ္တဗမထေရကြီးသံဃာတော်တွေအလုံးသဘောတူညီကြပါတယ်အဲ့မှာအင်ရှင်တော်ကြီးထဲမှာရှင်မပုံနာမထေရကသံဃာ900နဲ့တကွခြံရစ်ခဲ့ပါတယ်အဲ့ကိုယ်တင်တော့အင်ရှင်တော်လာပြီးတော့မှငိုကြတဲ့ဒကာဒကမတွေကိုတရားဟောရတာနှစ်သိမ့်တရားဟောရပါတယ်ရှင်မကတ္တဗကိုရောကြီးကတပည့်900ခြံရံပြီးတော့ရာဇကြိုကိုကြွအရှင်အာနန္ဒာကလည်းတပည့်900ခြံရံပြီးတော့ဘယ်ကြွတုံးဆိုတော့မြတ်စွာဘုရားအကြာကြီးသတင်းသုံးခဲ့တဲ့သာဝတိပြည်သားကြီးပဲကြွတယ်အဲ့လမ်းခရီးရိုးပြတော်တွေဖြတ်ပြီးတော့တပည့်သံဃာတွေနဲ့ကြွတော့လမ်းကြားမှာရှိတယ်အကြားမှာရှိတဲ့ရွာတွေကဒကာဒကမတွေကရှင်အာနန္ဒာနဲ့တန်ဃာရန်ကြီးကြွလာတာမျိုးတစ်ပင်ရိပ်ကထွက်ပြီးစောင့်နေကြစောင့်နေလို့ကြည်ခါတိုင်းဆိုရင်မြတ်စွာဘုရားရှေ့ကမြတ်စွာဘုရားရှင်ရဲ့နောက်တော်ကညီတော်အာနန္ဒာအဲ့ဒီနောက်ကမှတန်ဃာရန်ကြီးကိုတော်မြတ်စွာဘုရားလည်းမတွေ့ပါလားလို့အနိနာရောက်တဲ့ခါမှာဗန္ဒီအာနန္ဒာရှင်မြတ်အာနန္ဒာတတ္တရရှင်တော်မြတ်ဘုရားကြီးကိုကုဟိမေယတနာဘေတိသမထပိတဝချံရစ်ထားခဲ့ပြီးတော့အာကတော်ရှင်ဘုရားတပါးရဲ့ကြွလာသည့်အတိဖြစ်ပါသနည်းမြတ်စွာဘုရားရှင်ကိုဘယ်မှာခြံထားခဲ့တာလဲဘုရားဘုရားမြတ်စွာရဲ့တပိတ်တော်နဲ့နထသင်္ကန်းကြီးပိုက်ပြီးပြိခရာတွေယူဆောင်လာတဲ့ညီတော်အာနန္ဒာရဲ့ရင်ထဲမှာဆို့နှင့်သွားတယ်မျက်ရည်တွေကြပြီးမှသောတာပန်ဆိုတော့ပိဿကြီးမျက်ရည်မသိမ့်နေဘူးဗျအာဟုသောဥဒကရကမပေါင်းသူတော်ကောင်းတို့ဘဂဝါဘုန်းတော်၆ပါးတကေတော်တော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသည်ကုသီနာရမေကုသီနာယုံယကုတာမောအင်ဂျင်တော်ကြီးထဲမှာတ
ပရိနိဗ္ဗုတောပရိနိဗ္ဗာန်ဝေဇံချုပ်ငြိမ်းရုပ်သိမ်းလို့သွားခဲ့ပါပြီလို့ညီတော်အာနန္ဒာလဲငိုတယ်မေးကြမြန်ကြတဲ့တရားဓမ္မတွေလဲငိုကြတယ်တဲ့တောဒီမျိုးရောက်တော့လေဒီတိုင်းမှာပဲမြို့သူမြို့သားတွေကမြတ်စွာဘုရားပဲထားခဲ့တာရုံဖြတ်ခါတိုင်းဆိုရင်မြတ်စွာဘုရားရှင်ရှေ့ဆုံးကနေပါလာတဲ့ရှင်ဘုရားကမြတ်စွာဘုရားရှင်ရဲ့နောက်တော်ကဖူးမြင်ရတာအာယဝန္တလွန်လို့ကုတော်မြတ်စွာဘုရားရှင်ကိုဘယ်မှာချမ်းရစ်ထပ်ပြီးမှရှင်ဘုရားတပါးတည်းကြွလာရတာလဲလို့ဝိုင်းမေးပြီးငိုကြတာပါပဲပြည်သားကြီးတန်ဃာတိုင်းကြီးနဲ့ဇေရွန်ကျောင်းရောက်ဘယ်ရောက်ဇေရွန်ကျောင်းတိုက်ကြီးတစ်ခုလုံးကတန်ဃာတော်တွေကင်းမဲ့နေလို့တိတ်ဆိတ်နေတယ်ခြောက်ချားနေတယ်မြတ်စွာဘုရားပြိဋိဘံဆံမဲ့ဆိုတဲ့ကြားရတဲ့တန်ဃာတော်တွေဘုရားနောက်ပတ်ပြီးတော့လိုက်ကြအဲကုတ်တင်နာဝင်ကြွတဲ့ယဟန်ကကြွဘုရားပြိဋိဘံမဆံခင်တရားရူရအောင်အာထုတ်မယ်ဆိုပြီးတော့တောတွေထဲသွားတရားအာထုတ်တဲ့ယဟန်ကအာထုတ်ဇေရွန်ကျောင်းကြီး6ကတ်နေလူမနေတဲ့အိမ်ဟာပိဋကကြီးတို့ဖုံနေမတက်ဘူးလားပိုးမြင်နေမတက်ဘူးလားအဲ့ဒီမှာကျောင်းတိုက်ကြီးလဲဒီတိုင်းမှာပဲတန်ဃာတော်တွေအတိအသည့်ကျောင်းသင်္ကန်းကိုတပြည့်လဲတပိတ်သင်္ကန်းတွေချပြီးတော့အတိအသည့်ကိုယ်ကမ္မထံရောင်းလေးတွေကိုစီတွားကြညီတော်အာနန္ဒာဗုဒ္ဓမြတ်စွာတရင်သုံးတဲ့ခန္ဓာကုရိတိုက်ထဲကိုဝင်ခဲ့ပြီခန္ဓာကုရိတိုက်ထဲမှာလဲဗုဒ္ဓမြတ်စွာတရင်သုံးတဲ့ကရင်ညောင်သောမောမှာဖြားတွေလဲဖုံနေတက်လို့ခေါင်းရင်မှာပန်းအိုတွေကလည်းပဲပန်းမိုက်တီညှို့ခြောက်လို့ပိုးမြင်တွေကလည်းတွဲလို့ညီတော်အာနန္ဒာရင်ထဲမှာဟာလာဟင်းလင်းဖြစ်သွားတယ်တဲ့အဲ့မှာဝေယဝဇ္ဇတွေလုံရင်းနဲ့ဗုဒ္ဓမြတ်စွာရှိတုံးကလိုပဲဖြားတွေလည်းဖုံနေပါတယ်ခါခင်းကျင်းပြီးတော့ပန်းမိုက်တွေလည်းစွန့်ထွေခံနေစေမြတ်စွာဘုရားရှိတယ်လို့မျိုးဝေယဝဇ္ဇပြုရင်းနဲ့ညီတော်အာနန္ဒာငိုကြွေးရှာတယ်ကန္တကုရိတိုက်ထဲမှာဘသူငိုပြန်ပြီတော့ဗန္ဒီဘုံတော်ကြီးမားတော်မူသောနှုံတော်မြတ်စွာဘုရားအယံကာလောဟောဒီချိန်ကာလဟာဆိုရင်တုံမကံနှောင်တော်မြတ်စွာဘုရားရှင်တို့၏နာနာကာလောရည်ချိုးတဲ့ချိန်ခါပင်မဟုတ်ပါလားဘုရားလို့ညနေဆောင်တရားနာလာကြတဲ့တရားဓမ္မတွေမရောက်သေးခင်ဟောဒီအချိန်ဟာနှောင်တော်မြတ်စွာဘုရားရည်ချိုးတဲ့အချိန်တရားဟောခြင်းရောက်ပြန်ပြီဆိုပြန်တော့လည်းပဲဗန္ဒီဘုံတော်ကြီးမားတော်မူပါတဲ့နှောင်တော်မြတ်စွာဘုရားအယံကာလောဟောဒီချိန်ကာလဟာဆိုရင်တုံမကံနှောင်တော်မြတ်စွာဘုရားရှင်တို့၏ဓမ္မဒေသနာကာလောတရားဟောပြတဲ့ချိန်ကပင်မဟုတ်ပါလားမြတ်စွာဘုရားလို့တရားဓမ္မတွေတရားနာပြီးတော့ပြန်သွားကြတဲ့အချိန်ခါကိုရောက်ပြန်ပြီဆိုတော့အယံကာလောဟောဒီချိန်ကာလဟာဆိုရင်တုံမကံတင်နှောင်တော်မြတ်စွာဘုရားရှင်တို့၏ဘေကုဏယံတို့ဟာဩဝါဒဒါနကလောဩဝါဒပေးသနာတော်မူတဲ့ချိန်ကပင်မဟုတ်ပါလားဖေယလို့မျက်ရည်တုတ်တုတ်ပြီးမှကန္ဓကုတိတိုက်ထဲမှာနောင်တော်မြတ်စွာဘုရားကိုသတိတရားလွမ်းဆွငိုကြွေးနေတာဘသူပါလဲညကျိန်းဆက်ချိန်ကိုရောက်ပြန်ပြီဆိုရင်လည်းပဲအယံကာလောဟောဒီချိန်ကာလဟာဆိုရင်တုံမကံတင်တော်တော်မြတ်စွာဘုရားရှင်တို့၏တိဟတေယံချင်းသေးမင်း၏အိတ်ချင်းကဲ့သို့သောအိတ်ချင်းမျိုးကိုကပ္ပနာကာလောပြုတော်မူတဲ့ချိန်ကာလပင်မဟုတ်ပါလားဖယားဒီချိန်ဆိုရင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးချင်းသေးမင်းကြီးအိတ်တလူကျိန်းဆက်ချင်းမျိုးနဲ့ကျိန်းဆက်တဲ့အချိန်နည်းနည်းမိုးတော့အလင်းရောက်ပြန်တော့အယံကာလောဟောဒီအချိန်ကာလကတော့တုံမကံတင်တော်တော်မြတ်စွာဘုရားရှင်တို့ဤမုခတောဝနကာလောမျက်နှာတော်တက်တဲ့ချိန်ကာလပင်မဟုတ်ပါလားဖယားလို့သူ့အချိန်တွေရောက်တိုင်း25နှစ်တာလှုပ်ကြွေးခဲ့တဲ့နောင်တော်မြတ်စွာဘုရားရှင်ကိုတတိတရားလွမ်းစောတတငိုကြွေးနေတာဘယ်သူပါလဲအဲ့ဒီလိုငိုကြွေးနေတာကိုပြေးတာကြီးတို့ဤနတ်သားတစ်ပါးကနာပြီးတော့မှတတိပေးရတယ်ဘယ်သူကလာတတိပေးပါလိမ့်ဗန္ဒီအာနန္ဒရှင်ဘုရားအာနန္ဒဒုံမေရှင်ဘုရားတို့ကသောမဧဝံဤလောက်ပင်
ရောဓမာနကိုကျွေး၍နေသည်ရှိသောပရိဒေဝမာနမျက်ရည်တွေတစိုးစိုးနဲ့ငိုယိုမြည်တမ်း၍နေသည်ရှိသောအင်းကြီးခြားတပါသောဒကာဒကမတွေကိုကိမ့်ပဲကဲ့သို့လင်သမတ္တတရိတ္တရှင်ဖယားတို့ကနှစ်သက်ကျေနပ်နှစ်သိမ့်စေနိုင်တော့မှာတဲ့လေဖယားရှင်ဖယားတို့ကိုယ်တိုင်ကဟောဒီလောက်ငိုကြွေးနေရင်ဗုဒ္ဓမြတ်စွာကိုတရိယာလွန်းလူငိုကြွေးကြတဲ့ဒကာဒကမတွေကိုရှင်ဖယားတို့ကဘယ်နဲ့လုပ်ပြီးတော့နှစ်သိမ့်နိုင်မှာတဲ့လေဖယားလို့တတိပေးတော့မှညီတော်အာနန္ဒာတတိဝင်လာဘာဝင်လာပါလေအဲ့ဒီကြမှာမျက်ရည်တွေတုတ်အဲ့မှာတောရိမျိုးတဲ့ဒကာဓမ္မနဲ့ရှင်အာနန္ဒာတို့ပြန်ရောက်တယ်ကြားတော့ကျောင်းတိုက်ကြီးတယ်ရောက်လာတော့ဗုဒ္ဓမြတ်စွာပါမလာတာသိတော့ငိုကြတာပါပဲပိတ္တိအဲ့ဒီမှာလဲရှင်အာနန္ဒာအခုကြတော့တတိရှိသွားတော့မျက်ရည်တိတ်သွားတတိရှိရင်ဘာတိတ်တရားတော်ဟောလိုက်သေးတယ်နေဇာဝတ္တသင်္ကာရဥပ္ပန္တဝယဓမ္မိနောဩမေစိတဝနိရုဇန္တိတေတံဥပသမောတုခောအာဟုသောဥရကရကမပေါင်းသူတော်ကောင်းတို့သင်္ခါရယုံနံဓမ္မသင်္ခါရတွေဆိုရဟာဝတ္တဧကံဒေနစင်စစ်အပြင်အနိစ္စမမြဲကြပေဘူးပြည်သာကြီးတို့မြဲရဲ့လားဥပ္ပါဒဝယဓမ္မိနောဖြစ်လျင်ပြတ်သုံးချုပ်ဆုံးရခြင်းသဘောရှိကြလေကုန်၏ဩပိစိတ်တဝါဖြစ်ပေါ်လာပြီးလျင်နိရုဇန္တိနေကြည်ဝန်းတောက်စိနှင်းပေါက်တို့ချုပ်ပြောက်ပျက်စီးယူထုံးစံရှိကြလေကုန်၏ဒေသံတို့ယုံနာနှသိဖြစ်ခြင်းပြည့်ခြင်းတို့ဤဥပသမောချုပ်ရငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်အငြိမ့်တကြည်သည်ကဒုက္ခချမ်းသာတကားတို့ထက်အချမ်းသာဆုံးကြီးစဉ်ဆက်အမှန်ပင်ဖြစ်ပါဝေတော့တည်းအဲ့ဒီလိုနှစ်သိမ့်တရားဟောနိုင်တဲ့အခြေအနေအထိတတိပြန်ရသွားပါတယ်နောက်ပိုင်းမှာပိဋကကြီးတို့ရေအရှင်မကတ္တပဓာတ်တော်ဝေပွဲတုန်းကတန်ဃာတွေကိုတင်ပြခဲ့တဲ့ထိုင်းဘုရားဟောတဲ့သုတ်ဝင်ဒီဘိဓမ္မာတရားတော်တွေအားလုံးကိုတူရပေါင်းပြီးတော့မှသင်္ဃာယနာတင်ဖို့အတွက်တန်ခါစီဝေပွဲကြီးလုပ်ပါတယ်ပိဋကကြီးဘာစီဝေပွဲညီလာခံမဟုတ်ဘူးတန်ခါစီဝေပွဲညီလာခံဆိုလို့ရှိရင်ဟိုလိုနည်းနည်းလူဆန်လွန်းလို့ဟိုကတန်ခါစီဝေပွဲဟုတ်ပလားအဲစီဝေပွဲကြီးမှာတန်ခါယနာတင်မဲ့လက်ရွေးစဉ်ယဟန်တော်တွေရွေးတာရှင်မကတ္တပကအကြီးဆုံးမထေရကြီးဆိုတော့အဲ့မှာပရိသံဗေဒံ၄ပါးနဲ့ပြည့်စုံတဲ့ယန္တာမထေရမြတ်တွေရွေးကောက်တာ499ပါးရတယ်။ဒေသကြီးတို့ဘယ်နှပါး900ပြည့်ဖို့ဘယ်နှပါးကြံဘယ်သူအတွက်ခြံတယ်ထင်တော့ရှင်အာနန္ဒာတို့ခြံရှင်အာနန္ဒာသောတာပန်ပဲရှိသေးတယ်ခက်တာရွေးထားတာယန္တာတွေကြီးပဲဟုတ်လားပြည်သားကြီးမြတ်စွာဘုရားရက်ွယ်မှာဟောခဲ့သမျှတရားတွေလည်းညီတော်အာနန္ဒာပြန်ဟောထားတာဆိုတော့ဘုရားဟောသမျှတရားတွေတလုံးမှမမေ့အောင်ဆောင်ထားတာဘယ်သူတော့အဲ့တော့သူမပါဘဲနဲ့သင်္ဃာယနာတင်လို့ကလည်းမဖြစ်ဘူးရွေးရအောင်ကလည်းယဟန္တာကမဟုတ်သေးတော့တန်ခါဆန္ဒခံယူမှပဲနဲ့မဝင်ငါမျက်နှာလိုက်တယ်လို့ပုထုဇဉ်ယန်းနေထင်လိမ့်မယ်လို့ရှင်မကတ္တဗမထေရကြီးကစဉ်းစားတယ်ကြည်စမ်းမျက်နှာလိုက်တယ်လို့ပုထုဇဉ်တွေအပြစ်တင်ရင်သူတို့မှအပြစ်ဖြစ်မယ်တဲ့သူတော်ကောင်းများချစ်စရာကောင်းတယ်နော်ချစ်နောက်အမြဲတမ်းဆင်ခြင်စဉ်းစားတယ်ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်များပေါ့အဲ့ကြမှာတန်ဃာတော်တွေအားလုံးကဝိုင်းပြီးတော့ဗန္ဒီကတ္တဗရှင်မကတ္တဗအာယသမန္တအာနန္ဒအရှင်အာနန္ဒာကိုဥစ္စိနတုရွေးချယ်တော်မူပါဖရာလို့တန်ဃာအားလုံးကဆန္ဒပေးမှရွေးတာဘယ်မြို့မှာသင်္ဃာယနာတင်သင့်တယ်လဲဆိုတာစည်းဝေးတိုင်ပင်ကြတဲ့အခါမှာရာဇဂိုပြည်ပိဋကကြီးတို့ပဲပြည်တဲ့ရာဇဂိုပြည်ကိုဘာလို့ရွေးတယ်လဲလို့ဆိုတော့ရာဇဂိုပြည်မှာအုပ်ချုပ်တဲ့အဇာတတမင်းကဖယားသာသနာနဲ့မနီးခင်ဖယားတရားမနာရသေးခင်တော့အဖေတတ်လောက်အောင်ဒေဝရတ်နဲ့ပေါင်းပြီးမိုက်ခဲ့ပေမဲ့နောက်ပိုင်းမှာပုထုဇဉ်နဲ့သူ့လောက်ဖယားကြည်ညိုတဲ့သူမရှိဘူးတဲ့မှားတော့ကတော့မှားခဲ့တယ်ဒါပေမဲ့ဘုရားတရားနဲ့နိဗ္ဗိဒာနဲ့ပိဋကကြီးအမှားတွေအကုန်ဖြတ်ပြီးတော့ဗာရိကြီးလို့
အမှန်ကြီးသာသနာအတွက်လုပ်ငန်းတွေလုပ်တော့အဇာတသမင်းကြီးရဲ့ပစ္စည်း၄ပါးကိုခံယူပြီးတော့သင်္ကာယနာတင်ရင်ဆင်းပြေမယ်ဆိုအဲ့မှာရွေးတာဗျာအဇာတကလည်းသူ့စီယဟန်နေကြွလာတော့ရှင်ဖျားတို့ဘာများအလိုရှိသလဲဖယားမေးတာစေရနာမေတ္တာတကယ်ပါတယ်နော်ဘာများအလိုရှိသလဲဖယားဘွဲ့တစိလားဖယားလို့မဟုတ်ဘူးဟုတ်ပါလားဘုရားကြီးအဲ့တော့တန်ဃာတော်တွေကလည်းရှင်မကတ္တဗဥဆောင်တဲ့တန်ဃာတော်တွေကအော်တကတော်မင်းကြီးတဲ့ဘုရား45ပါးကာလကြောင်ဟောခဲ့တဲ့တရားဓမ္မတွေကိုတူရပေါင်းပြီးရွတ်ဆိုတဲ့တန်ဃာနဲ့တင်ပွဲကြီးပြုတ်မယ်ဒါဖြင့်တပည့်တော်ပစ္စည်း၄ပါးတကားတပည့်တော်ကအာနာဇက်နဲ့သာသနာကိုစောင့်ရှောက်မယ်အရှင်ဘုရားတို့ကလည်းဓမ္မဇက်နဲ့သာသနာကိုပြုစုစောင့်ရှောက်ပါဆိုဝေဘာရတောင်ဆောင်မှာအင်မတန်စမ်းကြဲတဲ့ပကြီးဆေးရရုပ်တွေနဲ့မန်းတက်ကြီးထိုးတာတန်ဃာတော်တွေအတွက်သင်္ဃာနာတင်ဖို့ဝေဘာရတောင်ဆောင်ဇီးပင်ရောက်ရလိုင်ကောင်းမှာပိဋကကြီးတို့ရေပထမသင်္ဃာနာတင်ခဲ့ပါပထမသင်္ဃာနာတင်တာဝါကောင်လပိကျော်9ရက်နေ့လောက်မှာဖြစ်ပါတယ်အဲ့ဒီသင်္ဃာနာတင်ဝဲမတိုင်ခင်နောက်ဆုံးဝါကောင်လပိကျော်4ရက်နေ့မှာအပိဋကစီဝေပွဲကြီးလုပ်ငန်းစဉ်တွေချမှတ်ဖို့စီဝေကျန်တဲ့ယဟန်တော်တွေအကုန်လုံး499ပါးလုံးပဋိသင်္ပိတာပတ္တယဟန်နာတွေကြီးပဲအရှင်အာနန္ဒာတပါးရဲ့သောတာပန်ဖြစ်နေယန္တာရရှင်အာနန္ဒာကိုစောင့်ကြည့်ပြီးတော့ဘာပြောတော့ဆိုတော့ဣမသမိတံကမေဇေဟောရိတံကလည်းမဧကောဘိက္ခုတပါးသောယံတိဝိတာကံတော်ကိလေသာစိတ်နံတိဖြစ်ပေဝိစရတိလဲ့လဲနေ၏ဟောဒီတံဃာတော်ထဲမှာယဟန်တပါးကိလေသာဇောနံနေတဲ့ပိဋကကြီးတို့ဘာဇောနံနေတဲ့ယန္တာတွေကြားတယ်ဆိုတော့သောတာပန်ဖြစ်တဲ့ရှင်အာနန္ဒာဒါတော့ငါအရွယ်ပြောတာပဲတဲ့ရွယ်တာတော့မဟုတ်ပါဘူးယန္တာတွေဆိုတော့ပိဋကကြီးတရားကိုအားထုတ်စေခြင်းလို့ကဲ့ရဲ့ရှုပ်ချတိတ်ခါချလို့တဲ့သဘောနဲ့ပြောတာမဟုတ်ဘူးရှင်အာနန္ဒာလည်းသဘောပေါက်တယ်ဟုတ်သားပဲငါကလည်းသောတာပန်မှာဖြစ်သေးမနဲ့ဖြင့်တန်ခါရဏတင်ပွဲကိုငါယန္တာဖြစ်နေတက်မယ်ဆိုပြီးတော့ဇီဝဝဲပြီးညနေဆောင်ကျောင်းလည်းပြန်ရောက်တော့ပိဋကကြီးတို့ကြီးစူးစမ်းပန်းစားမနာမနေတရားထုတ်တော့တာပဲအဲ့ကမ္မဋ္ဌာန်းကျောင်းလေးရဲ့ရှေ့ဈဉ္ဉံလမ်းလေးမှာကေဇံတောဝကေဇံမိတိပဇာနာတိကေဇံတောဝသွားတိရှိတော်လီဝသွားတုံးသွားစေသွားကြိုက်ကလေးမှလည်းပဲကေဇံတောမိတိသွားနေ၏ဟုပဇာနာတိသိနေ၏ကြွားတုံးကြွားကြိုက်ကြွားမှန်သည်လန်တုံလှန်ကြိုက်လမ်းမှန်သည်ခြားတုံခြားကြိုက်ခြားမှန်သည်ထိတိတတိကာကတတတိကမ္မထံအဲ့မှာတတိပဒံကပြီးမှဟိုဘက်ဈဉ္ညာလန်းဟိုဘက်ထိပ်ရောက်တော့ရက်တဲ့ခါရက်တဲ့ယမှန်သည်ထိတောဝထိတောမိတိပဇာနာတိရှင်အာနန္ဒာဈဉ္ညာကမ္မထံမှတ်နေတာပိဋကကြီးတို့ဘာတရားရှုမှတ်နေတာတော့ကြွားခြင်းနဲ့စိတ်တွေဖြစ်လာတာသိတယ်အဲ့ဒီစိတ်တွေကြောင့်ခန္ဓာကိုယ်ထဲမှာဝါယောယုတ်တွေပေါ်လာတာသိတယ်ဝါယောယုတ်တွေကြောင့်လှမ်းတဲ့အမူအရာကြွားတဲ့အမူအရာဝိညာဉ်ယုတ်တွေပေါ်လာတာသိတယ်စိတ်ကြောင့်ဖြစ်တဲ့ဝါယောဓာတ်တွေခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့ပြီးမှခန္ဓာကြီးကရှေ့သို့တရွေ့သွားတာတရိပ်နဲ့အကြောင်းကြောင့်ကြိုးတွေဖြစ်နေတာဒါကိုသိနေတယ်ဖြစ်လာပြီးတော့ရုပ်ရောနာမ်ရောဟာချက်ချင်းခဏချင်းဖြစ်ပြီးပြတ်သွားနေတာမြင်နေတယ်ညဥ်ရောက်တရားအထုတ်ဈဉ္ညာမှတ်တာမနာတရားတို့ကမရသေးဘူးသောတာပန်ဆင့်ရတယ်အထက်မတက်သေးဘူးတကောင်ရောက်လာဘာမှမထူးသေးဘူးဝီရိယလွန်နေတာဖြစ်ခြင်းလွန်အားကြီးနေတော့ပြည့်တဲ့ကြီးတို့ဘာလွန်နေတော့စင်ကမေဝိရိယသမတ္တအလဘိတဝါတဲ့ဝိရိယနဲ့တမာတိကမညီဘူးဖြစ်နေတာဖြစ်ခြင်းနဲ့ဇောနဲ့ဝိရိယများပြီစိတ်တွေကပြန့်လွင့်နေတယ်။ဩမြတ်စွာဘုရားပြိဋိဘံမစံခင်တုန်းကအာနန္ဒာသင်ဟာရှေ့တုန်းကကောင်းမှုကုသိုလ်ပြုခဲ့တဲ့ပုဂ္ဂိုလ်ပါရမီရှိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့တရားကိုသာကြိုးစားအထောက်ပံ့မကြခင်အာသောကင်းကွာယန္တာဖြစ်မဲ့လို့နောင်တော်မြတ်စွာဘုရားမိန့်ထားခဲ့တယ်တရားတို့ကမရသေးအဲ့ကြမှာဝိရိယတွေလျှော့ခဏလေးကမ္မထမ်းကြောင်းနဲ့ဝင်ပြီးတော့
နားနေရင်နဲ့တရားမှတ်မယ်ဆိုပြီးကြွားတယ်လှမ်းတယ်ချားတယ်ထိတယ်သိတယ်တရားမှတ်ရင်လည်းပဲအဲ့ဒီကမ္မဋ္ဌာန်းကြောင်းနဲ့ဝင်သွားတာကြရင်ညောင်သောမော်ရောက်တင်ပလွဲလေးထိုင်လိုက်တယ်ထိုင်တယ်ထိတယ်သိတယ်တတိရတော့လွတ်ရလားမလွတ်ဘူးပဲအဲ့မှာတမာတိတွေကလည်းဝီရိယနဲ့တမာတိနဲ့မျှလာပြီးတော့မှအဲ့ဒီသုံးလုံးလှဲရင်မှတ်မယ်ဆိုပြီးတော့လှဲလိုက်တာပြည့်တဲ့ကြီးတို့တီတံဟိုကောင်းသည်ဘိန်ဘောဟနံကောင်းအောင်စီသို့အပ္ပတံမရောက်သေးမီပါရာချေတော်နှစ်ဖက်တို့သည်ဘူမိတော်မြေမှမုဒ္ဒမတ္တလွတ်ခာမြဧတသမိန်အန္တရေထိုတော်တွင်မှအနုပါဒာယတနာဒိဋ္ဌိတို့ဖြင့်မစွဲလန်းတော်မူ၍စိတ်တံအရှင်အာနန္ဒကိုရောမြတ်ရဲ့စိတ်တော်သည်အာသဝေဟိအာသဝတရားတို့မှာဝိမောဇေကောင်းစွာရှင်းကြော့ကင်းလို့ထွက်မြောက်တော်မူခဲ့ပါပေသတည်းနည်းနည်းမိုးတော့အလင်းရောက်ဟိုဘက်ဘာကောင်လာပြီးတော့9ရက်နေ့ရောက်တဲ့အရောက်ပြိတ္တကြီးတို့ရဲ့အဲ့မှာခေါင်းအုံးနဲ့ခေါင်းနဲ့မထိခင်လဲမယ်ဆိုပြီးတော့ခြေထောက်ကိုမြေကနေကြွလိုက်တာပြိတ္တကြီးမြေကြီးကနေခြေထောက်လွတ်ခါစားအဲ့ဒီတော်တွင်းမှာရှင်အာနန္ဒယန္တာဖြစ်တယ်။ဘာဖြစ်သွားသလဗိညာအဘိညာဉ်တကူတွေနဲ့တော့ယန္တာဖြစ်သွားတာ။ကိုင်းပြိတ္တကြီးတို့ရေလျောင်းတုံးမှာယန္တာဖြစ်တာလည်းမဟုတ်ဘူး။ထိုင်တုံးမှာဖြစ်တာလည်းမဟုတ်ဘူး။ရက်နေတုံးဖြစ်တာလည်းမဟုတ်ဘူး။ဈဉ္ဉံသွားတုံးဖြစ်တာလည်းလျောင်းတိုင်ရသွားဣရိယာပုတ်၄ပါးလွတ်ပြီးမှယန္တာဖြစ်တာအရှင်အာနန္ဒတပါးတဲ့ရှိတယ်။အာထုတ်လို့လားအာမထုတ်လို့လားကြိုးစားလို့လားမကြိုးစားလို့လားဒါတော့တချို့ကတရားအာထုတ်เสียမလိုပါဘူးတဲ့တို့ကစိတ်ကောင်းရှိပြီးသားတဲ့ဘယ်သူမှဘာမှတို့ကစိတ်ယုံမှမွေးတာမဟုတ်ဘူးတဲ့ဘာတရားစခန်းသွားနေကြမလိုပါဘူးဆိုတဲ့လူတွေရှိသေးတယ်အာမထုတ်ပဲနဲ့ရမလားအရှင်အာနန္ဒအဲ့မှာယန္တာဖြစ်သွားတော့ဟိုကလည်းတန်ခါရှိဝေဝိုင်းမှာတန်ခါနာတင်မဲ့တန်ခါတွေစုံနေရှင်မကတ္တဝကိုရောရဲ့မျောနေကြီးတော့အာနန္ဒဓမ္မရဲ့ကြံတော့ယန္တာလည်းဖြစ်ပြီးတော့မြေကြီးတဲ့ငုတ်ဆိုလျိုးသွားပြီးအဲ့တန်ခါလည်းမှာဘွားကနေပေါ်ချလာတောင်းစုတွေပြည့်ပြီးပြည့်တဲ့ကြီးတို့ဘာပြည့်သွားပြီတော့အလုတ်ကျွေးဖြစ်တဲ့သုမရမထေကိုဘုရုမုဒ္ဒရာဘုရားလက်ထက်ကတည်းကအားကြခဲ့တာပြည့်မသွားဘူးလားပြည့်သွားတာဖြည့်လို့လားမဖြည့်လို့လားပွားကနေတန်ကလည်းပေါ်ချလာအဲ့ကြတော့ရှင်မကတ္တဝကဝမ်းသာသွားတယ်အကြီးဆုံးဖြစ်တဲ့မထေမြတ်ကြီးရသောဗတိဝတ္တဘောအရဟတပတောအာနန္ဒောတန်ကလည်းမှာချီးမွမ်းတာဘောအချင်းတို့အရဟတပတောရဟတဘုသူရောက်ရှိလာသောဝါယန္တာဖြစ်လာသောအာနန္ဒောအာနန္ဒမထေမြတ်သည်သောဗတိဝတ္တတင့်တယ်လေစွတကားကြီးညိုဝဲကောင်းလိုက်လေစွတကားသူရဲ့နောင်တော်မြတ်စွာဘုရားရှင်သာရှိမဲ့ဆိုရင်တဲ့အာနန္ဒရဲ့ခေါင်းကိုပုတ်တက်ပြီးမှဘယ်လောက်ချီးမွမ်းတော်မူလိုက်လိမ့်မလဲလို့ရှင်မကတ္တဗချီးမွမ်းအဲ့မှာသံဃာယနာပထမသင်္ဃာယနာတင်ပါတယ်အရှင်မကတ္တဗကပထမသင်္ကေတိပု္ပ္ပစကအမေးဘက်ကတောင်းယူပါတယ်ညီတော်အာနန္ဒာကသုတ်တန်တဲ့အဘိဓမ္မာပိဋကနှစ်ပုံမှာအဖြေဘက်ကတောင်းယူပါတယ်ဝိနည်းနဲ့ပတ်သက်လို့တော့ဝိနည်းအရာဧရတရတဲ့ဥပါလိမထေကဖြေပါတယ်ရှင်မကတ္တဗကမေးပါတယ်အဲ့မှာပထမသင်္ဃာယနာတင်တာ9လကြာတော့ပြီးတယ်ဘယ်နှလကြာသင်္ဃာယနာတင်ပြီးတဲ့နောက်ပိုင်းမှာလည်းပဲညီတော်အာနန္ဒာဘုရားမရှိတဲ့နောက်ဘုရားရဲ့သာသနာကိုသူစွမ်းနိုင်သမျှပိဋကကြီးတို့ပြုစုစောင့်ရှောက်ခဲ့ပါတယ်ဘုရားရှိတုန်းကလည်းတာဝန်မကျေဘူးလားဘုရားမရှိတဲ့နောက်မှာဒကာဒကမတွေကလည်းအရှင်အာနန္ဒာကိုသိအားကိုးကြတယ်ရှင်အာနန္ဒာကမြတ်စွာဘုရားနဲ့ရုပ်တော်လည်းအတော်ဆင်တယ်လို့ပြောတယ်ဒီကိုတွင်းခွဲပေမဲ့ရုပ်ဆင်တယ်တဲ့ဩဘုရားပြိဋိဘံစံသွားပေမဲ့ညီတော်ဖြစ်တဲ့အာနန္ဒာမထေမြတ်ငါတို့အာရိယဓမ္မဟောပြပြီးတော့တရားရည်အမြိုက်ဆေးတိုက်ကျွေးနေတော့တော်သေးရဲ့လို့ဒကာဓမ္မတွေလည်းပဲဝမ်းသာနေကြအဲ့လိုမျိုးဘုရားမရှိရဲ့နောက်မှာဥဆောင်ပြီးတော့ဘုရားသာသနာပြုတာနှစ်ပေါင်း40ကြာပါတယ်ဘုရားနဲ့ဖွားဘက်တော်ဆိုရင်ဘုရားသက်တော်80မှာပြိဋိဘံဆံတော့ညီတော်အာနန္ဒာလည်းဘုရားပြိဋိဘံဆံတဲ့အချိန်မှာသက်တော်80ဘုရားမရှိတဲ့နောက်ပိုင်းမှာဘုရားသာသနာဥဆောင်ပြီးတော့
စောင့်ရှောက်ထိမ့်သိမ့်လာခဲ့တာနှစ်ပေါင်း40ဆိုတော့ရှင်အာနန္ဒာအသက်ဘယ်လောက်ရှိအသက်120ပြည့်ပြီလို့ဆိုတော့ကြတော့သူ့ရဲ့တက်တန်းကိုဆင်ခြင်ကြည့်တယ်မေရှံငါဤအာယုသင်္ခါရောအာယုသင်္ခါရခေါ်တဲ့တက်တန်းဒီကိတ္တကောပဲမြတ်လောက်ကြံသေးသနည်းလို့ငါအသက်ဘယ်လောက်ရှည်ရှည်နေရအောင်မလဲလို့ကြည့်လိုက်တော့ဤတော်ဤနေမှာတတ္တမေတိဝတိ9ရက်မြောက်သောနေမှာပြိနိဗ္ဗာယိတမိပြိနိဗ္ဗာန်စံရတော့မယ်ဘယ်နှရက်ပဲကြံတော့တယ်တဲ့9ရက်ပဲကြံတော့ပါလားဆိုပြီးအဲ့မှာဒီကနေနောက်9ရက်မြောက်ပြိနိဗ္ဗာန်စံမဲ့အကြောင်းတန်ဃာတော်တွေကိုခွင့်ပန်ပါတယ်ထေကြီးဝါကြီးတွေကိုခွင့်ပန်တယ်နော်သာသနာဟာအဲ့ဒါလိုပြန်လည်လေးစားတဲ့စိတ်ထားတွေနဲ့ပေးသက်ကြီးတို့ရေဆင်းသက်လာခဲ့ပါတယ်ငါတကောကောတဲ့သာသနာမဟုတ်ပါဘူးဒေါသနဲ့ပေါက်ကွဲပြီးဝုန်းတိုင်းကျဲတဲ့သာသနာမဟုတ်ပါဘူးဟုတ်ပါပေးသက်ကြီးတို့ရေအဲ့မှာခွင့်ပန်တန်ဃာတော်တွေနဲ့တဆင့်ဘယ်သူတွေကြားသွားလို့ဆိုကပိလုနဲ့ကောလိယကဆွေမျိုးတွေကြားသွားတယ်ငါတို့ရဲ့ဆွေမျိုးဖြစ်တဲ့ညီတော်အာနန္ဒာပြိနိဗ္ဗာန်စံတော်မယ်တဲ့ဆိုအဲ့မှာကပိလုဘက်ကလည်းပဲမယံငါတို့သည်တေရတရှင်အာနန္ဒမရိယဘဟုပကာရကျေးဇူးတွေများတယ်အာမကံငါတို့ဤတန်တိကိဋ္ဌမှာပြိနိဗ္ဗာန်ယတတိပြိနိဗ္ဗာန်စံမာဘေတို့ဘက်မှာပြိနိဗ္ဗာန်စံမာတဲ့ကပိလုဘက်ကလည်းရောဟိနိမြင့်ရဲ့ဟိုဘက်ကဒီဘက်ကကပိလုနဲ့ကောလိယဘက်ကလည်းအိုးငါတို့ကလည်းရှင်အာနန္ဒမထေရနဲ့ပတ်သက်ကျေးဇူးများတဲ့သူတွေပဲဆွမ်းတင်ကကြောင်းစီပစ္စည်းလေးပါထောက်ပံ့လာတာတို့လည်းအမျိုးတော်တာပဲတဲ့တို့ဘက်မှာပြိနိဗ္ဗာန်စံမှာကပိလုကလည်းမင်းတို့ပဲဘယ်တော့မှစံမှုငါတို့ပဲစံမှာစစ်တိုင်းပဲအနေထားဖြစ်လာတယ်ဆွေမျိုးချင်းချင်းတွေဘာဖြစ်မဲ့အနေထားတော့ကပိလုနဲ့ကောလိယပြောတာပါဗျာပိဿကြီးတို့ရှင်အာနန္ဒာစဉ်းစားတယ်ဩဆွေတွေမျိုးတွေအရင်ချတွေတတိုင်းတပြည်တဲ့သားတွေသွေးချောင်းစီးတော့မင်းငါ့ကိုအမိပြုတ်ပြီးတော့ပဲစစ်ဖြစ်မယ်ငိမ့်မယ်ဆိုရင်လည်းငါအမိပြုတ်ပြီးတော့ငိမ့်မယ်ငါဆွေမျိုးတွေကိုသွားပြီးချင်းမြောက်မှဖြစ်မယ်လို့ဆိုတော့ကပိလုကောလိယတိုင်းသူပြည်သားအပေါင်းတို့ကိုဒီကနေတော့9ရက်မြောက်နနခင်းအာယုန်တက်မှာရောဟိနီမြက်ကန်းကိုအာလုံးရောက်ဖို့အတိပေးပါတယ်အဲဒီတော့9ရက်မြောက်လည်းရောက်ကောရောဟိနီမြက်ရဲ့တစ်ဖက်တစ်ချက်စီမှာကောလိယဘက်ကလည်းတိုင်းတပြည်လုံးထွက်တစ်မျိုးလုံးထွက်ကပိလုဘက်ကလည်းဆွေမျိုးတွေလည်းအကုန်ထွက်အရှင်အာနန္ဒာဒီနေ့ပြိဋိဘံစံမှာဆိုကြားသမျှဒကာဒကမတွေရောဟိနီမြက်ကံလာရောက်စောင့်ကြိုးနေကြတာဖွေးလို့ပြိတ္တကြီးအချိန်တန်ပြီလဲဆိုတော့အရှင်အာနန္ဒာကိုရောမြတ်ကအာဂတိနကောင်းကင်ခရီးဖြင့်အာဂန္ဓဝါကြွလာတော်မူသည်ဖြစ်၍ဇံပြန်ပြီးကောင်းကင်ဟာကြွလာပြိတ္တကြီးဘယ်ကကြွလာတတတလပမဏိထံ90ပမာဏမြင်သောအန္တလိခေရောဟိနိမြစ်အထက်တဲ့တဲ့ကကောင်းကင်ယံမှာအာယတမအာနန္ဒောရှင်အာနန္ဒမထေရမြတ်သည်ပန်လင်ငံထက်ဝဲကိုအဘုဇိတဝါဖွဲ့ခွဲပြီးလျင်နိတိရီကောင်းစွာမသွေတရင်သုံးထိုင်နေတော်မူပါပေတည်းစစ်ဖြစ်မဲ့အနေထားဖြစ်နေတဲ့ဆွေတော်မျိုးတော်တွေကိုချင်းမြောက်ဖို့ဆိုပြီးမပူနဲ့အလုံးဓာတ်တော်ရစေရမယ်ဆိုပြီးမှအဲ့ဒီဘောဟိနိမြစ်အထက်ကောင်းကင်ယံကနေတစ်ဖက်တစ်ချက်မှာလက်အုပ်ချီမောဖူးနေကြတဲ့ဆွေတော်မျိုးတော်တွေကိုရှင်အာနန္ဒာကောင်းကင်ကနေတရားဟောတယ်ဘယ်ကနေဟောနေတာအပန္တုတယံပုရိသောပလီဘဒောဝဇိဝတိမန္တနိတသဝတ္တန္တိပညာတတနာဝတ္တတိဘွန်တော်အိုကပိလုကောလိယတိုင်းသူပြည်သားပေါင်းသူတော်ကောင်းတို့တဲ့အပ္ပတုတောသံပိပရိယတိ၌ဘုသူဒမရှိသောအယံပုရိသောဤယောက်ျားသည်ဗလိဘရောဝနွာလာတရိသံကဲ့သို့ဇီဝတိအသက်ရှင်ရပါ၏ဆွေတော်မျိုးတော်တို့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဘဟုတုဒမရှိရင်ဗလိဘရောနွာလာတရိသံနဲ့တူတယ်တဲ့တရားမနာကြလို့တရားဓမ္မနဲ့ပတ်သက်ပြီးဘဟုတုဒမရှိရင်ဘာနဲ့တူတယ်ကျုပ်ပြောတာမဟုတ်ဘူးဘယ်သူဟောတာတော့
အိုဆွေတော်မျိုးတော်ပေါင်းတို့တရားဓမ္မစာပေပရိယတ်တိနဲ့ပတ်သက်ပြီးတော့ဘဟုတုတ္တမရှိတဲ့သူဟာပလီပတ်တော်ဝနွားလာတိရစ္ဆာန်လိုပဲဇီဝတိအသက်ရှင်နေရတယ်တတ္တတို့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဘဟုတုတ္တမရှိသောပုဂ္ဂိုလ်ဤမန္တာနိအသားတွေသာဝတ္တန္တိတိုးနေတယ်ပညာဘဟုတုတ္တဉာဏ်ပညာဒီကနဝတ္တတိမတိုးပါနိုင်ဘူးတရားမနာရင်ဘာမတိုးဘူးတော့ပညာမတိုးဘူးဘဟုတုတ္တမတိုးဘူးစာမဖတ်ရင်ဘာမတိုးဘူးလဲဘဟုတုတ္တမတိုးဘူးတဲ့ဗျဒါမဲ့တရားနာမှာကိုယ်နဲ့မဆိုင်တယ်လို့တို့နဲ့ဘာဆိုင်တာမှတ်လို့တို့နဲ့ဆိုင်တာစီးပွားရေးပဲလေစီးပွားရေးပြေလည်ရင်ဘသူဘာကြည့်ဘာပူစရာလိုတုံးဆိုတဲ့လူတွေဩလောကရန်တရားတွေနဲ့ကြုံရတော့အယူတစ်ပိုင်းဖြစ်ကုန်ကြတယ်မှန်လားပြည့်တတ်ကြီးမိုးထီမြင့်တဲ့နေရာကနေငရဲထီပြုတ်ကြတဲ့အခြေအနေမျိုးတွေကြုံရတဲ့အခါစိတ်ထဲမှာရင်ဆိုင်မှုတရားဘုဒ္ဓတပညာဘာမနာလို့ဘာမဖတ်လို့သာဖတ်ရတယ်ပြိဿကြီးတို့ခင်ဗျားတို့ကအလုတ်ရှုပ်တာတော့ပြောကြတယ်ဟုတ်ပါတယ်အလုတ်ကလည်းရှုပ်တယ်မနေ့မိုးလင်းကမိုးချုပ်အဲ့ရဝင်ရှုပ်တယ်ဒါပေမဲ့အလုတ်ရှုပ်တဲ့ကြားကကိုရီးယားကတော့ကြည်ပါတယ်မကြည့်ဘူးလားကြည့်သလားစာဖတ်ဖို့ကြအချိန်မရှိဘူးတဲ့ပြောကြနောက်ဆုံးတော့ပြင်းတာကိုကာကွယ်တာပါပဲဝါသနာမပါကြဟုတ်လားပြည့်တဲ့ကြီးဒါကြောင့်အတိမတူတာစာပေဖတ်မှာစာမဖတ်တဲ့မျက်လုံးကမြင်လျက်ကန်းနေတာပဲရတယ်စာမဖတ်ရင်ရတယ်ဗျဟုတ်ပလားစာဖတ်ရတယ်ပြိတ္တကြီးတို့ဤအတိညာဘုဒ္ဓရတိုးမဲ့စာသူ့ဆွေမျိုးတွေကိုဒီမှာတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဘဟုတုတ္တရှာကြပါလို့ကောင်းငင်ကနေဟောနေတာဘယ်သူတော့ဘွန်တို့ဥကပိလောကောလျတိုင်းသူပြည်သာပေါင်းသူတော်ကောင်းတို့ဘဟုတုတ္တစာပေပရိယနှံ့စကျွမ်းခြင်းဘုဒ္ဓတပညာရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ဥပသေးယပေါင်းဖော်ရှင်တွဲမိဝဲရ၏စာပေပရိယတရားဓမ္မနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓတပြည့်ဝတဲ့ပညာရှိပုဂ္ဂိုလ်တွေကိုပေါင်းဖော်ပါတဲ့ဗျသူဆွေမျိုးတွေကိုမှားနေတာနောက်ဆုံးမှားရန်လို့ပြောရင်ရပါတယ်ပိဋကကြီးတို့တုတင်စာပြီးဓမ္မဘုဒ္ဓတာရှိတဲ့ပုဂ္ဂိုလ်ထံကနေကြားနာရတဲ့တရားဓမ္မကိုလည်းပဲနာဝိနာတရေမပြောက်ပြည့်စေရတရားဆိုတာနာပြီးရင်ဖြောက်ပြရမှာတဲ့လားမပြောက်ပြည့်စေနဲ့တဲ့ဒီနေ့ဟောတဲ့တရားတစ်ခွေလုံးအကုန်လုံးတော့ဘယ်မှတ်မိမှာတော့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဖြစ်လာသမျှပြည့်ရမယ်ဆိုတာနားလည်ဖို့ဟောနေတာသက်ရှိသက်မဲ့စည်းစိမ်ဥစ္စာယတုအာနာအချွေအယံအကုန်လုံးဒီခန္ဓာကစတနေ့ကြရင်စွန့်လွတ်ရမယ်ခွဲခွာရမယ်ဆိုတာကြိုပြီးတော့တွေးကြဖို့သိကြဖို့ဟောနေတယ်ဒါလောက်ကလေးတော့မှတ်မိရင်ဟောရကြနှက်ပါပြီမှန်ရလားပိဋကကြီးတို့ရေအေတုတင်စာကျမ်းနာမတတတဲ့တရားဓမ္မကိုလည်းနာဝိနာတရေမပြောက်ပြည့်စေရတန်တို့ကဲ့သို့နာယူမတတ်တဲ့တရားဓမ္မကိုမပြောက်ပြည့်စေခြင်းသည်ဗျမ္မစရိယတမေဖို့ဤမူလံရရာကြောင့်ဖြစ်၏တဲ့နာထားတဲ့တရားမမေ့အောင်မှတ်ထားမှအဲ့ဒါမဲ့ဖို့ရာကြောင်းတဲ့တရားနာတော့တရားအထုတ်တာဘယ်လိုဆိုတာသိတာပေါ့တရားစခန်းဝင်တော့တရားဘယ်လိုထိုင်ရတယ်ဘယ်လိုရှုရတယ်ဈဉ္ညာဘယ်လိုလျှောက်ရတယ်သိတာပေါ့အဲ့ဒီအသိတရားဒီမဲ့ဖို့ရဖို့အကြောင်းမှန်လားပြည့်တဲ့ကြီးတသမရကြောင့်ဓမ္မတရောမြတ်စွာဘုရားရှင်ဟောကြားတဲ့တရားဓမ္မကိုဆောင်တော်သူသည်သိရကောင်းစွာမသွေဖြစ်သင့်ဖြစ်ထိုက်ပါပေသတည်းဆွေတော်မျိုးတော်တွေကံတစ်ဖက်တစ်ချက်မှလက်အုပ်ချီမောဖူးနေကြတယ်ရောဟိနေမြေကြီးကလည်းတသွင်သွင်စီးလို့ပေါ့အရှင်အာနန္ဒာကဆက်လက်ပြီးတော့ဟောကြားတာဘဟုတုတောဓမ္မတရောကိုတရခောမဟေတိနောသကုတပတလောကတပုဇနိယောဘဟုတုတောဘွန်တော်ဦးမြတ်လာတောင်းတောင်းဆွေတော်မျိုးတော်ပေါင်းတို့ဘဟုတုတောသဗ္ဗေပရိယနသကျွမ်းခြင်းဘုဒ္ဓပညာရှင်လည်းဖြစ်ပေထသောဓမ္မတရောမြတ်စွာဘုရားရှင်ဟောပြတဲ့တရားဓမ္မကိုလည်းဆောင်းနိုင်ပေထသော
Mahiti no Myaswabhyaရှင်ကိုယ်တော်မြတ်ကြီးဤကိုသာရေခောတရားဗန္နာဇုဗန္နာတိုက်ကြီးတပွဲလည်းဖြစ်ပေသောတပ္ပတလောကတလူနဲ့မြမတတ္တဝလောကကြီးတစ်ခုလုံးဤစက္ခုရှေ့ဆောင်မျက်စိတပွဲလည်းဖြစ်ပေသောဘဟုတုတောသဗ္ဗေပရိယနှံ့ဆက်ကျွမ်းကျင်ဘုဒ္ဓပညာရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုဘုဇဏီရောကောင်းစွာမသွေပူဇော်သင့်ပါပေတည်းသဗ္ဗေပရိယနှံ့ဆက်ကျွမ်းကျင်ဘုဒ္ဓပညာရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ဒီတရားဓမ္မဆောင်တဲ့ပညာရှိတွေကိုပူဇော်ပါတရားဓမ္မဆောင်တဲ့ပညာရှင်တွေကိုဘာလို့ရမှာပူဇော်ပါတဲ့မကဲ့ရဲ့နဲ့မရှုပ်ချနဲ့မဆဲချနဲ့မရိုက်ကြနဲ့တဲ့ရှင်အာနန္ဒာမှားနေတာမှားရလားပိဿကြီးတို့အဲ့ဒီမှာသူ့ရဲ့ဆွေတော်မျိုးတော်တွေကလည်းတပတ်ကလေးတွေပခုံးမော့တင်လို့ပေါ့တက္ကမတွေကကောင်းငင်မော်ဖူးပြီးမှနာယူနေကြတယ်ဓမ္မာရမောဓမ္မရတောဓမ္မအနုဝိစိန္ဒယံဓမ္မနုတရံဘိက္ခုတတ္တမနာပရိဟာယတိဘောတော်များလာသောအိုးဆွေတော်မျိုးတော်ပေါင်းတို့ဓမ္မာရမောတရားတော်နဲ့မွေလျောပါတရားနဲ့ပြောပါရှင်အာနန္ဒာမှားတာဘာနဲ့ပြောတဲ့ဓမ္မရတောတရားတော်ကိုကြိုက်ကြပါတဲ့ပိဿကြီးတို့ဘာကိုကြိုက်တဲ့တရားကိုကြိုက်လို့ပြောတာနော်တရားဟောတဲ့ကိုယ်တော်တွေကိုကြိုက်လို့ဟောတာလားစဉ်းစားကြပိဿကြီးတို့ငါကိုယ်တော်ကဘယ်လိုသူ့ကိုယ်တော်ကဘယ်လိုအဘေဓမ္မကတိကဘယ်နဲ့ဘယ်လိုဆိုပြီးတော့တရားဝဲတွေလုပ်ပြီးတော့ကိုယ်တော်ပြိုင်နေကြတချို့ကကိုယ်တော်ပြိုင်နေနော်ငါတို့တရားဝဲပြင့်တဲ့ကိုယ်တော်ဘယ်လိုအဲ့ဒါတရားမနာတတ်သေးဘူးခေါ်ဒါတရားကိုကြိုက်တာမဟုတ်ပုဂ္ဂိုလ်ကိုကြိုက်တာခေါ်ရှင်အာနန္ဒာမှားနေတာကပုဂ္ဂိုလ်ကိုကြိုက်ရမှာမှားသလားတရားကြိုက်ရမှာမှားသလားဓမ္မရတောတရားကိုနှစ်ချိုက်ကြပါကြိုက်နှစ်သက်ကြပါတဲ့ဓမ္မတရားဓမ္မကိုအနုဝိစိန္ဒယံအဖမ္မထထစဉ်းစားဆင်ခြင်နေပါတရားနာပြီးခင်ဗျားတို့အိမ်ရောက်ရင်ပြစ်မထားနဲ့ပြန်ပြီးတော့အိမ်မပြောခင်စဉ်းစားဆင်ခြင်ရတယ်ဒီနေ့နာခဲ့တဲ့တရားတွေကငါ့အတွက်ဘာကြံတယ်လဲဒီကိုယ်တော်ဟောတာမမြဲတဲ့အကြောင်းဟောသွားတယ်ဟုတ်ရဲ့လားငါသားငါသမီးငါပစ္စည်းတွေငါရထားတဲ့ခြေနေစင်တန်းတွေငါမြဲမြဲဆုပ်ထားလို့ရမှာလားစဉ်းစားရတယ်တဲ့ရှင်အာနန္ဒာမှားနေတာပါဘသူကမှားတာတော့ဓမ္မတရားဓမ္မကိုအနုဝိစိန္ဒယံဖမ္မန္ထထဆင်ခြင်သုံးသပ်နေပါဓမ္မတရားဓမ္မကိုနုတ္တရံတော်မြဲတမ်းတရိယာနေတဲ့ဘိက္ခုယဟန်တော်သည်ဝါဘိက္ခုယောဂီပုဂ္ဂိုလ်သည်တတ္တမသူတော်ကောင်းတို့တရားမှာနာပရိဟာယတိနေနေတသိကမြမဆုံးယုံနိုင်ယောမှန်လာပါပေသတည်းတရားနဲ့ပြောတရားကိုကြိုက်ပါတရားကိုတရိယာပါတရားအကြောင်းစဉ်းစားနေပါအဲ့ဒါလို့ဆိုရင်တရားနဲ့မဝေးပါပိဿကြီးတို့ဘာနဲ့မဝေးဘူးလူတိုင်းရဲ့နှလုံးသားမှာဗုဒ္ဓရဲ့တရားတွေကိန်းဝတ်လာရင်ယံဖြစ်ခြင်းနဲ့စိတ်တွေပြောင်းမယ်အိမ်ထဲမှာမိသားစုအချင်းချင်းမိသားစုဝင်အချင်းချင်းတယောက်နဲ့တယောက်မတည့်တာတွေယံဖြစ်တာတွေမုန်းနေကြတာတွေပြောင်းမယ်တရားနဲ့ပျော်မှပြောင်းမယ်ပိဿကြီးတို့ဘာနဲ့ပျော်မှရက်ွယ်ထဲမှာရက်ွယ်သူရက်ွယ်သားအချင်းချင်းတိုင်းပြည်မှာတိုင်းသူပြည်သားအချင်းချင်းကဘာမှာကဘာသူကဘာသားအချင်းချင်းတပ်ဖြန့်ညှင်းစေခြင်းနဲ့သေခံဘုံဖောက်ခွဲခြင်းဆိုတဲ့ကြားလို့မကောင်းတဲ့အနိဋ္ဌာယုံဒီပျောက်ခြင်းရင်လူတွေဘာနဲ့ပျော်ရမယ်အရှင်အာနန္ဒာကစစ်ဖြစ်တော့မဲ့ခြေနေဆိုင်နေတဲ့သူ့ရဲ့ဆွေမျိုးတွေကိုကောင်းကင်ကနေတရားနဲ့ပျော်ဖို့မှားနေတာဖြစ်ပါတယ်ဆက်ပြီးတော့အမိန့်ရှိတာက
အဘတိတသဟာယတမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟုသောမိတ်ဆွေကောင်းမှလည်းလွန်ပြီးဝေထသောအဓိတကတတတုနောတရားဓမ္မကိုကောင်းစွာညွှန်ပြတတ်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှလွန်ပြီးသောပုဂ္ဂိုလ်အားကာယကတာခန္ဓာကိုယ်၌ဖြစ်သောတတိတတိသည်မိတ္တံယထာအဆွေခင်မွန်းကောင်းဖြစ်တဲ့ကဲ့သို့ဧတံတိတံမိတ္တံထုကာယကတာတတိကမ္မဋ္ဌာန်းနှင့်တူတဲ့မိတ်ဆွေကောင်းသည်နတ်ထီလူပုံနတ်ရောက်အကုန်ပေါက်အောင်မွေနှောက်ရှာဖွေမရှိနိုင်ချေဆွေတော်မျိုးတော်အပေါင်းတို့တကယ်စိတ်ချမ်းမြေ့ခြင်းနဲ့ဆိုရင်တရားကိုမိတ်ဆွေလုပ်ပါပိဿကြီးတို့ဘာကိုမိတ်ဆွေလုပ်တဲ့သူအားထုတ်ခဲ့တဲ့ကာကတတတိကမ္မထံကိုချီးမွမ်းတာထေတိတတိကြွားကြိုက်သည်လှမ်းကြိုက်သည်ချကြိုက်သည်ထိတိတတိအဲ့ဒါအမြဲရှိရင်နှလုံးစိတ်ဝမ်းငြိမ်းချမ်း၏လိုက်ဆိုကြည့်လိုက်ဆိုကြည့်ထေတိတတိအမြဲရှိနှလုံးစိတ်ဝမ်းငြိမ်းချမ်း၏မထာနာကြောင့်နောက်တစ်ခါကျရင်ဘာကြောင့်စိတ်ဆင်းရဲဘာအတွက်နဲ့စိတ်ပူအိမ်မပြောအောင်စမ်းမွင်အောင်တောကရောက်နေပြီစိတ်တွေပူနေပြီဆိုရင်လမ်းသွားရင်လည်းထေတိတတိထမင်းချက်ရင်လည်းထေတိတတိဈေးရောက်ရင်လည်းထေတိတတိအဲ့ဒါများရှိအောင်လုပ်ဗျာနှလုံးစိတ်ဝမ်းငြိမ်းချမ်းတဲ့ဆေးတရားကမှမိတ်ဆွေကောင်းဖြစ်တယ်ဆွေတော်မျိုးတော်ပေါင်းတို့အပြင်ကမိတ်ဆွေတွေဟာစိတ်မချရပါတိတ်ချရလားတယောက်နဲ့တယောက်စိတ်ဆင်းအောင်ပြောဆိုလုပ်နေကြတာပိဿကြီးတို့မိတ်ဆွေချင်းချင်းတွေပါပဲဆွေမျိုးချင်းချင်းတွေပါပဲမှန်လားပိဿကြီးတို့ဒါကြောင့်တကယ်မိတ်ဆွေကောင်းဟာတရားတဲ့ကာကတတတိကမ္မထံဖြစ်ကြောင်းကိုဟောဆွေတော်မျိုးတော်တွေကလည်းမော်ဖုပြီးမှလက်အုပ်ချေနာယူနေကြတယ်ရှင်အာနန္ဒဆက်ပြီးတော့ဟောပါတယ်ဘွန်တော်များလာသောသောကပိလုကောလိယတိုင်းသူပြည်သားအပေါင်းသူတော်ကောင်းတို့တဲ့ပဏ္ဏဝိတတိဝတ္တာနိ25နှစ်တို့ကာလပတ်လုံးဘယ်နှစ်တဲ့တေခဗုဒ္ဓတတရားကျင့်စေတိခပုဂ္ဂိုလ်များသာလျှင်ဖြစ်သောမေငါအားတတောတတိတမ္ပစေဉာဏ်ရှင်ပြီးတော့အမြဲတမ်းနေထိုင်ခဲ့တဲ့အတွက်ကြောင့်ကာမတင်ညာကာမဂုဏ်အာယုန်နဲ့ပတ်သက်တဲ့မတင်ညာသည်ဒေါသတင်ညာဒေါသတင်ညာသည်မောဟတင်ညာမောဟတင်ညာသည်နာဥပ္ပစီမဖြစ်ပါငါဟာ25နှစ်တာဗုဒ္ဓမြတ်စွာကိုပြုစုလှုပ်ကြွေးခဲ့တဲ့အချိန်ကားတွေမှာတရားကျင့်စေသောတာပန်တိက္ခအဖြစ်မျှပင်ရှိပေမဲ့တတိနဲ့နေလို့လောဘမကြည်ဘူးတတိနဲ့နေရင်ဘာမကြည်ဘူးဒေါသလည်းမကြည်ဘူးမောဟတွေလည်းငါတဏ္ဍာမှာမဖြစ်ပါဘူးတဲ့ဆွေတော်မျိုးတော်တွေကလည်းနောက်ဆုံးတရားကိုတလေးတစားနဲ့နာနေကြတယ်ကောင်းငင်ယံကနေရောဟိနီမြစ်ထက်ကနေအရှင်အာနန္ဒာကဆက်လက်ဟောပါတယ်ဘွန်တော်ဦးဆွေတော်မျိုးတော်ပေါင်းသူတော်ကောင်းတို့ပဏ္ဏဝေတတိဝတ္တနိ25နှစ်တို့ကာလပတ်လုံးဘဂဝန္တဘုံတော်6ပါးသခင်တော်တော်ဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုသာယာဝအရိပ်လိုအနုပါယိတိအစဉ်တဆိုင်နောက်ကလိုက်သည်ဖြစ်၍မေတ္တေနကာယကံမေနမေတ္တာကာယကံဖြင့်မေတ္တေနဝစီကံမေနမေတ္တာဝစီကံဖြင့်မေတ္တေနမနောကံမေနမေတ္တာမနောကံဖြင့်ဥပါထဟိကောင်းသာယုကျိုးလက်ဆောင်မောကပြုစုလုပ်ကြွေခဲ့ပါပေသတည်းငါ25နှစ်တာကာလပတ်လုံးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သက်တော်55နှစ်ပြည့်ပြီးတဲ့နောက်ကစဒုတိယဘောဓိမှာစပြီးမှ25နှစ်တာကာလကြာအောင်သွားလေရာရိပ်ပမနောက်ကလိုက်လို့မေတ္တာကာယကံနေနဲ့ပြုစုပါတယ်ဆရာသမားကိုပြုစုတာဘာပါရမယ်ဆရာသမားနဲ့ဆက်ဆံပြောဆိုတဲ့ကနှုတ်ကထွက်တဲ့စကားတွေမှာမေတ္တာပါပလိစီမှန်ရလားပိဿကြီးဆရာသမားကိုပြုစုစောင့်ရှောက်တယ်ဆိုတော့လူဆရာသမားဖြစ်ဖြစ်ယဟန်ဆရာသမားဖြစ်ဖြစ်ပေါ့ချင်းကပ်ကြတဲ့အခါမှာဆ
စိတ်ထဲမှာလည်းမေတ္တာပါပါစေတဲ့မျောလင်းချက်တွေများစွာနဲ့မဆက်ဆံနဲ့လို့ဆိုလိုခြင်းဖြစ်ပါတယ်မှန်လားပြည့်တဲ့ကြီးတို့ရဲ့မေတ္တာကာယကမေတ္တာဝစီကမေတ္တာမနောကနေတဲ့ငါ25နှစ်တာကာလကြောင့်နောင်တော်မြတ်စွာဘုရားကိုပြုစုခဲ့ပါပြီတဲ့ဗျပရိစိဏောမယတတ္ထကတံဗုဒ္ဓသသာသနာဩဟိတောဂရုကိုဘာရောဘဝနိတိတမှုဟတောဒဂရဂမရလက်ချီမောဖုလို့ပေါ့ဘောနောမြတ်လာသောဥဆွေတော်မျိုးတော်ပေါင်းတို့တတ္တလူနဲ့မြမတ္တတော်တို့ဤဆရာတဆုဖြစ်တော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကိုဒီမယအာနန္ဒအမည်ရှိတဲ့ငါသည်ပရိစိဏော25နှစ်တာကာလကြာအောင်တာဝန်ကျေကျေပြုစုအပ်ခဲ့ပါပေပြီဘုရားသနာတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤသာသနာ45ဝါကာလကြောင့်ဟောကြားထားခဲ့တဲ့အဆုံးအမဒေသနာသာသနာကိုလည်းပဲကတ္တံမြတ်စွာဘုရားမရှိတော့တဲ့နောက်မှာနှစ်ပေါင်း40ကြာအောင်ပြုစုစောင့်ရှောက်အပ်ခဲ့ပါပြီဘုရားပြိဋိဘံမဆံခင်ကလည်း25နှစ်တာဝန်ကျေအောင်ငါပြုစုခဲ့ပြီမြတ်စွာဘုရားလွန်တော်မူပြီးတဲ့နောက်မှာလည်းပဲဗုဒ္ဓမြတ်စွာခြံထားခဲ့တဲ့အဆုံးအမသာသနာကိုငါနှစ်ပေါင်း40ကြာအောင်ပြုစုခဲ့ပါပြီစောင့်ရှောက်ခဲ့ပါပြီဣဒံဒီခုချိန်ကမှာတော့ဘဝနှစ်တိ30ဘုံဘဝသို့ရှေ့ရှုဆောင်တတ်တဲ့တဏှာကိုတမုဟတောရဟတမဖြင့်နှုတ်ပဲအပ်ပြီးပြီဖြစ်၍ကရုကိုလေးလံလွန်လာတဲ့ဘာရောဟောဒီခန္ဓာဝန်တို့ကြီးကိုဩဟိတောကောင်းစွာမသိပြီးသစွန့်ပဲအပ်ပါပေသတည်းငါတဝန်နေကြည်ပြီမြတ်စွာဘုရားရှင်တတ်တော်ထင်ရှားရှိစဉ်မှလည်းတာဝန်ကျေအောင်ပြုစုခဲ့ပြီဘုရားမရှိတဲ့နောက်မှလည်းဗုဒ္ဓရဲ့သာသနာဆုံးမတွေကိုငါနှစ်ပေါင်း40စောင့်ရှောက်ခဲ့တာတာဝန်ကျေပြီပြည်သားကြီးတို့ဘာကျေသွားပြီမသေးခင်ကိုမေးကြလူအတိုင်းဝိုင်းမှာနေတဲ့လူသားတယောက်နေနဲ့ငါတာဝန်ဟာပါလဲငါဆောင်ရွက်ရမယ့်တာဝန်ဟာပါလဲလူလောကဇက်ခုံကြီးမှာငါပဲခန်းကဏ္ဍကပါဝင်ကပြနေရတာလဲဈေးတယ်ဘဝနဲ့ကပြနေသလားဟုတ်လားဘေးသားကြီးဈေးဝယ်ဘဝနဲ့ကပြနေတာလားအုတ်ချုပ်သူဖြစ်တဲ့နေရာကနေဇက်ခုံပေါ်မှာကနေတာလားအုတ်ချုပ်ခံတော့တိုင်းသူပြည်သားဖြစ်နေဩဘဝဇက်ခုံပေါ်မှာကပြနေတာလားငါရဲ့အခန်းကဏ္ဍငါတာဝန်ကျေရလားလို့မေးကြဖို့မှားနေတာကောင်းကင်ကဘသူတော့ငါတာဝန်နေကြည်ပြီဒါကြောင့်ငါဒီလေးလံလာတဲ့ခန္ဓာဝန်တို့ကြီးကိုချတော့မယ်လို့အမိန့်ရှိပြီးပါအဲ့ဒီမှာသူယဟန်ပြုတ်ခဲ့တာဟာအရဟတဖို့ကိုရရှိဖို့ရည်မှန်းချက်နဲ့ပြုတ်ခဲ့တာဖြစ်တဲ့အကြောင်းအဲ့ဒီရည်မှန်းချက်ဖြစ်တဲ့အမြင့်ဆုံးအရဟတဖို့ကိုလည်းသူဆက်ရောက်ခဲ့ပြီတဲ့ဗျသူဆန္ဒတွေလည်းပြည့်ပြီဆိုတဲ့အကြောင်းကိုအမိန့်ရှိပါတယ်အဲ့ဒီနောက်မှာနောက်ဆုံးစကားမှားပါတယ်ဘယ်စကားတဲ့တံပါတိထပမတိနာဧတာမေအနုသာသန္တိဗုဒ္ဓပရိနိဗ္ဗာန်သံဃာနိမှာရလဲအပမတိနာတံပါတိထရှင်သာရိပုတ္တရာပရိနိဗ္ဗာန်သံဃာနိမှာရလဲအပမတိနာတံပါတိထအခုရှင်အာနန္ဒပရိနိဗ္ဗာန်သံဃာနိမှာရလဲအပမတိနာမမေ့မလျော့မပေါ့မဆာအပမဒကောရတတိတရားဖြင့်သဗ္ဗကိစ္စနိဒါနသီလဘာဝနာစတဲ့ပြုဘကိစ္စမှန်သမျှတို့ကိုတံပါရိထတနေ့တည်းတနေ့ပို၍ပြည့်စုံအောင်အားထုတ်ပြီးတော့နေရခဲ့ကြဟန္တာယခုချက်ချင်းမင်းအဟံငါသည်ပြိနိဗ္ဗေတံပြိနိဗ္ဗာန်ဝင်စံချုပ်ငင်းရုပ်သိမ်းတော်မူတပ္ပရိလုံးစုံသောတေဘုမကဝုဒုက္ခမှာဝိပမုတ်တောကောင်းစွာရှင်းကြကင်းလို့ထွက်မြောက်ရခြင်းသည်အမိတ်စင်စေမသွေဖြစ်ပါဘေရောအန္တတိအဲ့ဒီနောက်ဆုံးအပမဒေနတံပါတိထဆုံးမှလဲမိန့်ကြားပြီးရောရှင်အာနန္ဒာနှုတ်ကစကားတစ်ခုမှထွက်မလာတော့တိတ်သွားတယ်အဲ့ဒီလိုတိတ်သွားပြီးတဲ့နောက်မှာ
ဆွေတော်မျိုးတော်တွေအာလုံးရောက်လာတဲ့ဒကာဒကမတွေအာလုံးဓာတ်တော်မွေတော်အာလုံးရစေသတည်းလို့ဒိဋ္ဌံပြီးမှတေဇောကတိုင်းဝင်စားပိဋကကြီးတို့ဘာဝင်စားလိုက်တေဇောကတိုင်းဝင်စားရတော့ရှင်အာနန္ဒာရဲ့ခန္ဓာကိုယ်ဟာရဲရဲတောက်မိလျံတွေထွက်ခန္ဓာကိုယ်တစ်ခုလုံးရဲတောက်ရောဟိနီမြစ်ထက်ကောင်းကင်မြဲတောက်အဲ့ဒီရောနဲ့တဖြည်းဖြည်းနဲ့ပိဋကကြီးအလုံးအဝိုင်းကြီးလို့ဖြစ်လာအရှိလောကရကနေဝန်းနေကြီးကမြင့်တက်လာအရှင်အာနန္ဒာရဲ့တေဇောကတိုင်းဝင်ထားတဲ့ခန္ဓာကိုယ်ကြီးကနီရဲရဲဓာတ်ပေါင်းစုကြီးလို့ဖြစ်အဲ့ဒီပဂတိနေဝန်းကြီးရဲ့အရေးနဲ့ရှင်အာနန္ဒာရဲ့တေဇောကတိုင်းဝင်ထားတဲ့နီလုံးလုံးခန္ဓာကိုယ်ဓာတ်ပေါင်းစုအရေးကြီးဟာရောဟိနီမြင့်ရည်ထဲမှာအရေးထင်ဟပ်နေတယ်အဲ့ဒီနီရဲရဲကြီးတတ်ထံကိုကြည့်ပြီးမှဆွေတော်မျိုးတော်တွေငိုကြွေးတယ်ဘာဖြစ်ကုန်လဲစိဏပါဏံကမ္မပြတဲ့သူကြသကဲ့သို့ပပတန္တိမြေမှလဲကြငိုဝဲဆင်ကြလေပြီဆွေတော်မျိုးတော်တွေတပတ်ကလေးတွေပကုံးပေါ်မှာပါလာတဲ့တပတ်ကလေးတွေနဲ့အဲ့မှာမြဲရည်တွေတုပ်ပြီးချွတ်တယ်လူလှိမ့်ပြီးတော့ငိုကြတာတဲ့ဘဟုတုတောဓမ္မတရောကိုတရခောမဟေတိနောသကုတပတလောကတအာနန္တောပရိနိဗ္ဗုတောလို့ငိုကြွေးပုံဘဟုတုတောသံပေပရိယနသကျွမ်းကျင်မဟုတုတပညာရှင်လည်းဖြစ်တော်မူပါပေထသောဓမ္မတရောမြတ်စွာဘုရားရှင်ဟောပြောပြတဲ့တရားဓမ္မတွေကိုတလုံးမျှမမေ့ရအောင်ဆောင်နိုင်စွမ်းလည်းရှိပါပေထသောမဟေတိနောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤကိုးတာရခောတရားဗန္ဒစုဗန္ဒလိုက်ကြည်တပွဲလည်းဖြစ်တော်မူပါပေသောတပ္ပတလောကတလူနဲ့မြမတတ္တဝလောကကြီးတကူလုံးဤစက္ခုရှေးဆောင်မျက်စိတပွဲလည်းဖြစ်တော်မူပေသောအာနန္တောမြတ်စွာဘုရားရဲ့ညီပါတိကြအာနန္ဒာတိပရိနိဗ္ဗုတောပရိနိဗ္ဗာန်ဝေဇံချုပ်ငြိမ်းယုတ်သိမ်းတော်မူခဲ့ပါပေပြီတကားဓာတ်ပေါင်းစုရှိတဲ့ဘွယ်ညီရဲ့အလုံးအဝန်းကြီးကိုမော်ကြည့်ပြီးမှတကားဒကမတွေငိုကြွေးနေတယ်သာပိပရိယနှံ့စကျွမ်းကျင်ဘဟုတုတ္တပညာရှင်ဖြစ်တဲ့မထေရမြတ်ကြီးကွယ်လွန်တော်မူ၏မြတ်စွာဘုရားရှင်ရဲ့တရားဗန္ဒတိုက်ကြီးတပွဲဖြစ်တဲ့ကိုရောမြတ်ကြီးလွန်တော်မူပြီလို့ငိုကြွေးနေကြတယ်အဲ့ဒီနေရဲ့ဓာတ်ပေါင်းစုရဲ့အဖြည်းဖြည်းမှိန်သွားပြီးမှသူကပေးတယ်ယူပန်းလူရောင်ဆင်းဖြစ်သွားတယ်ပေးတယ်ကြီးဘာရောင်ဆင်းတယ်အဲ့ပန်းတို့ရောင်ဆင်းရနေမှာတပြေးပြေးကောင်းကင်ယံမှာဖြော့သွားပြီးမှငွေတော်ရာလာဝန်းအစင်တထံဖြစ်သွားတယ်ဒကာဒကမတွေအဲ့ဒီပြောင်းသွားတာကိုကြည့်ပြီးတော့မှယင်ထဲမှာစို့နှင့်တက်လာပြီးတော့မှဘဟုတုတောသံပိပရိယနံဇကျွမ်းကျင်ဘဟုတုတပညာရှင်လည်းဖြစ်ပါပေထသောဓမ္မတရောသုတ်ဝိနိပိဓမ္မဆိုတဲ့ပိဋကသုံးပုံတရားဓမ္မကိုလည်းစောင့်နိုင်စွမ်းရှိပါပေထသောမဟေတိနောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောတရခောတရားဗန္ဒတိုက်ကြီးတပွဲလည်းဖြစ်ပေထသောတပ္ပတလောကတတ္တလောကကြီးတကူလုံးဤစက္ခုရှေးဆောင်မျက်စိတပွဲလည်းဖြစ်ပေထသောအန္တကာရေအဝိဇ္ဇာတိဟုသောမိုက်မှောင်တိုက်ကြီးထဲမှာတမောနုတို့အဝိဇ္ဇာအမှောင်ကိုဖြောက်ပြီးတော့ဝိဇ္ဇာဉာဏ်အလင်းကိုလည်းထွန်းလင်းတောက်ပစေနိုင်ပါသောအာနန္တောတို့ရဲ့ဆွေမျိုးရင်းချအရှင်အာနန္ဒာသည်ပရိနိဗ္ဗုတောပရိနိဗ္ဗာန်ဝေဇံချုပ်ငြိမ်းယုတ်သိမ်းတော်မူပါပေပြီတကားအဝိဇ္ဇာအမောင်ဖုံးပြီးတော့အမိုက်တိုက်ကြီးလိုဖြစ်နေတဲ့လူလောကဓာတ်ကြီးကိုဝိဇ္ဇာဉာဏ်ရောင်အလင်းနဲ့ထွန်းလင်းတောက်ပါစေနိုင်တဲ့တို့ရဲ့ရွှေမျိုးရင်းချမ်းမြတ်စွာဘုရားရဲ့ညီဘအာနန္ဒကွယ်လွန်တော်မူပြီလို့မြင်ကြီးလူလှိမ့်ပြီးတော့ငိုကြတယ်တဲ့ဗျရွှေမျိုးတွေအဲ့ဒီမှာကောင်းငင်ကရောဟိနီမြစ်ထက်ကောင်းငင်ကလာဝန်းတထံငွေရောင်အစင်း
ဓာတ်ပေါင်းစုကြီးဟာတဖြည်းဖြည်းနဲ့ပေးတတ်ကြီးလို့ရေနဲ့စွာသောအတန်ကြီးမြည်ဟိပြီးတော့မှအိုးမိရှုမိပန်းများပြစ်လိုက်လို့ဖွာကနေကျဲသွားကျဲတာယာတွေကြွေကြတယ်လို့ဖွာကနေဆိုပြီးမှပြန့်ကျဲသွားပြီးတော့အဲ့ဒီကျဲတာယာတွေလို့ဓာတ်တော်တွေဟာရောဟိနီမြစ်ထက်ကောင်းကင်ရာမှာကပိလောဘက်မှာလည်းဝဲပြန်နေတဲ့ကောလိယဘက်မှာလည်းပဲဓာတ်တော်တွေပြန်နေတာအဲ့ဒီကနေမှတဖြည်းဖြည်းသိငယ်သွားပြီးတော့မုံညင်းစိတ်ပမာဏဓာတ်တော်မိုးကြီးရွာချပါတယ်ဘာမိုးရွာတယ်တဲ့ကပိလောကောလိယတိုင်းသူပြည်သားဆွေမျိုးပေါင်းတွေရောဟိနီမြစ်ရဲ့တစ်ဖက်တစ်ချက်ကန်းစီမှာဓာတ်တော်လေးတွေကောက်လက်ဝါးပေါ်မှာတင်ပြီးတော့ငိုကြွေးကြပြန်နေတဲ့ခတိမန္တောတတိမန္တောတိတိမန္တောဇယောဣတိတတ္တမတရကောထေရောအာနန္တောရတနာကရောဓာတ်တော်လေးတွေလက်ဝါးပေါ်တင်မျက်ရည်တွေတွေ့ကြပြီးတော့ဆွေမျိုးတွေငိုနေတာဂတိမန္တောနဲ့နေတဲ့ဉာဏ်ပညာတို့လည်းရှိတော်မူပါဝေထသောတိတိမန္တောမြတ်စွာဘုရားရှင်ရဲ့တရားဓမ္မကိုဆောင်းတော်မူရာမြတ်စွာဘုရားရှင်ကိုလှုပ်ကြွေးတော်မူရာမှာလုံးလဝိရိယကြီးမားလှဝေထသောတတိမန္တောမြတ်စွာဘုရားရှင်ဟောပြတဲ့တရားဓမ္မတွေကိုတလုံးမြမမေ့ရအောင်တတိလေးကောင်းတော်မူပါဝေထသောဣတိတိလသမာဓိပညာစတဲ့ဂုဏ်ကျေးဇူးတွေကိုလည်းရှာမိတတ်ပါပေသောတတ္တမဒါရကောသူတော်ကောင်းတရားတွေကိုနှလုံးသားထဲမှာဆောင်ထားတတ်တဲ့ယောထေရောအကျင့်အာနန္ဒမထေမြတ်သည်အဋ္ဌိရှိပါ၏ရတနာကရောဒဂဒဂမအပေါင်းသူတော်ကောင်းတို့၏နှလုံးစိတ်ဝငြိမ်းချမ်းနှစ်သက်မှုကိုလည်းပြုတတ်ပါပေသောသောအာနန္ဒောထိုမြတ်စွာဘုရားရှင်ရဲ့ညီဝတိကြအာနန္ဒာသည်ပရိနိဗ္ဗုတောပရိနိဗ္ဗာန်ဝေဇံချုပ်ငြိမ်းရုပ်သိမ်းတော်မူခဲ့ပါပေသတည်းဓာတ်တော်လေးတွေလက်ထဲမှာအသီးသီးကိုင်လို့ဓာတ်တော်မရတဲ့သူမရှိဘူးတဲ့အဲ့တော့ကြပြေးတယ်ကြီးတို့ငါတို့ဘက်မှာပြိဋိဘံစံမှာသူတို့ဘက်မှာပြိဋိဘံစံမှာညင်းခုန်ပြီးတော့ရံဖြစ်မဲ့အခြေအနေလဲပျောက်မသွားဘူးလားကောင်းကင်ကနေငြိမ်းချမ်းရေးတရားဟောလိုက်တာမှန်လားပြေးတယ်ကြီးဓာတ်တော်လေးတွေကိုင်မျက်ရည်တွေရွှဲအသီးသီးအိမ်ပြန်သွားကြတယ်ရံပွဲကြီးဖြစ်မဲ့ရံပွဲကြီးငြိမ့်သွားပါတယ်ဘု து ကြောင့်တော့အဲ့ဒီထက်ပိုပြီးမှန်အောင်ပြောရင်အရှင်အာနန္ဒာဟောသောတရားကြောင့်ပါမှန်လားပြည့်တဲ့ကြီးအရှင်အာနန္ဒာကြောင့်လို့ပြောရင်ပုဂ္ဂိုလ်ရေးဆန်းနေသေးတယ်ရှင်အာနန္ဒာဟောတဲ့ငြိမ်းချမ်းရေးတရားကြောင့်တစ်ဖက်တစ်ချက်ကန်းစီမှာလက်နဲ့ဆွဲပြီးရံဖြစ်စစ်တိုက်တော့မဲ့ဆွေတော်မျိုးတော်တွေရံငြိမ်းမသွားဘူးလားအရှင်အာနန္ဒာလည်းမြဲတဲ့အကြောင်းဟောသလားမမြဲတဲ့အကြောင်းဟောသလားဓမ္မပိသကြီးတို့ဒီတရားနာယူပြီးတော့မှဒီသာဒီသမီးဒီပစ္စည်းနဲ့ဒီဆွေဒီမျိုးဒီတကူအာနာရှိသည်များတက်ရှိတက်မဲ့ဖြစ်ပေါ်လာသည်များယုံနန္တမှာသင်္ခါရတွေတနေ့ကြာရင်ပြည့်မဲ့ဖြစ်ပြီးရင်ပြည့်မဲ့တွေ့ဆုံပြီးရင်ခွဲခွာရမယ်မွေးဖွားပြီးရင်သေဆုံးရမယ်ဒါလေးတွေကိုဘုရားရဲ့ဓမ္မနဲ့နှလုံးသွင်းမိကြရင်ပိဿကြီးတို့မိသားစုထဲမှာလည်းမသေးခင်ရံဖြစ်ပြီးအမုန်းနေနဲ့ချိန်ကုန်နေရင်တန်မမလားရက်ွယ်ထဲမှာရက်ွယ်သူရက်ွယ်သားအချင်းချင်းဝါအစည်းပြေသလိုမညီမညွတ်နဲ့အမုန်းတရားတွေနဲ့ဆက်ဆံနေကြရင်လူဘဝရတာတန်မလားတေပြီးနောက်တော့တန်တရားခီးရကိုကောင်းတာတွေပြုခဲ့ရင်ကောင်းတဲ့လမ်းလျှောက်ရမှာပဲမှန်လားပြည့်တဲ့ကြီးတေပြီးနောက်မိမိရတော့ရကြိုက်လူဘဝဟလာရခဲ့တဲ့လူဘဝကိုဒုစရိုက်တွေနဲ့နေသွားပြီးသေခြင်းတရားမေ့ပြီးတော့အမုန်းတွေရံပွဲတွေဒေါသတွေနဲ့ပဲအိမ်ထဲဆက်ဆံနေကြရင်တော့အိမ်ထဲလည်းမငြိမ်းချမ်းပါဘူးအကုသိုလ်တွေပဲပွားနေမှာပဲမှန်လားပြည့်တဲ့ကြီးဒါကြောင့်ဗုဒ္ဓမြတ်စွာက
မမြဲတဲ့သဘောတွေကိုတဲ့ကြိုတင်ပြီးဉာဏ်နဲ့ဆင်ခြင်ပြီးမသေးခင်မှာဒါနသီလဘာဝနာသီလသမာဓိပညာသိက္ခာ၃ပါးပြည့်ဝအောင်ကြိုးစားကြလို့နောက်ဆုံးမမှားဘူးလားအရှင်အာနန္ဒာကိုမမှားဘူးလားရှင်သာရိပုတ္တရာလည်းမမှားဘူးလားရှင်သာရိပုတ္တရာပြိဋိဘံစံကံတလောကမှာပဲဒီတကူမောင်မောင်တို့နဲ့ပဲဦးဇင်းတို့စီရီဖြစ်အောင်ကြိုးစားခဲ့ပါပြီအခုအရှင်အာနန္ဒာပြိဋိဘံစံကံနောက်ဦးဇင်းတို့ကျေးဇူးရှင်ဟောကြားထားပြီးဖြစ်တဲ့ပြိဋိဘံစံကံတွေအခွင့်သားသလိုဦးဇင်းတို့ပြန်လဲဟောကြားဖို့အစီအစဉ်လည်းရှိပါတယ်အဲကြောင့်ဒီတရားတွေကိုနာယူပြီးတော့မှမမြဲတဲ့သဘောကိုဆင်ခြင်အောက်မေ့ပြီးတော့မသေးခင်သီလသမာဓိပညာကုသိုလ်တရားတိုးပါအောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုရင်းဗုဒ္ဓရဲ့နောက်ဆုံးမှားရန်တဲ့တရားသိကြရအောင်ဟန္တဒာနိဘိက္ခဝေအာမန္တယာမိဝောဝယဓမ္မသင်္ခါရအပ္ပမဒေနသံပါဒေထာဘိက္ခဝေသန္တရာပိလမီကိုမျောတွေးရှုညာဥจิตာจิตမိတို့ဟန္တဒာနိသင်္ချေသာတို့နှင့်မြတ်တဝပေစွန့်ခွာ၍ဒီရာမြတ်နိဗ္ဗာန်သို့ဇံမြန်ကနိယခုနေခါကာလဤ၌ဘောတုမကံသင်္ချေသာจิตမိတို့အားအာမန္တယာမိတို့စိတ်နှင့်မာစကားရဲ့လို့စိတ်စောမှအရှိမှန်ငါရှုရအောင်သေရန်ကတကုနေနဲ့လှစ်ကြမိတ်မာတော်မူခဲ့ပေအံသင်္ခါရကံစိတ်ဥဟာကြောင့်လေးပြတို့ပေါင်းငါပြုမှဖြစ်ပွားရသည့်တေဘုမကသင်္ခါရတရားတို့သည်ယတမခြင်းညာဝေယဓမ္မဘယ်လူပဲနဲ့ပဲတတ္တဝဘေပြမထာဝရကမြဓမ္မယလျင်ပြပြရခြင်းသဘောရှိကြလေကုန်၏တသမတုကဲ့သို့ဖြစ်လာသမျှပြရခြင်းသဘောရှိကြလေကုန်သောကြောင့်တုံမေတင်จิตသားจิตသမီးတို့သည်အပ္ပမဒေနလောကီအယုံဖုံဖုံလိုက်စားမေလျော်ညာသည်ဗမာဒတရားကိုခွာအပ္ပမဒခေါ်တဲ့သတိတံပဇင်ညတရားဖြင့်သံပါတိထသီလသမ္မာမြတ်ပညာဟုသုံးပြသိက္ခကိုကိစ္စကိုဝါဝါကောင်းလုံးကြိုးစားအားထုတ်၍ပြည့်စုံစေကြကုန်ရာတည်း